အားလုံးပဲမင်္ဂလာပါကျမကဒီနေ့မှာတော့အားလုံးအတွက်ကိုယ့်ရဲ့ dream job ကိုတကယ်လုပ်ချင်တဲ့အလုပ်ကဘာလဲကိုဘယ်လိုမျိုးအရာနဲ့တသက်လုံးလုပ်သွားနိုင်မလဲဘယ်အရာလုပ်ရင်တော့တကယ်ကိုစိတ်ချမ်းသာနဲ့ကိုလိုချင်တဲ့ဘဝကိုဖန်တီးနိုင်မလဲပေါ့နော်တသက်လုံးရေရှည်လုံးနိုင်မဲ့အလုပ်ကိုတချို့တွေကလည်းရှာမတွေ့ကြဘူးတချို့တွေကြလည်းတွေ့နေပြီတချို့တွေကလည်းတွေးနေပေမဲ့လည်းပြောင်းသွားကြတယ်သိရမလားပတ်စံရလို့သာလုံနေပေမဲ့တကယ်လုံချင်တဲ့ရဒါမဟုတ်ဘူးဖြစ်နေတဲ့ကြောင့်မလို့လမ်းပြောက်သွားတယ်အဲ့လိုမျိုးလူတွေအများကြီးကြုံတွေ့နေရတာဖြစ်တဲ့ကြောင့်မလို့ကျမကဒီနေ့မှာတော့ဘလိုမျိုးမေးခွန်းနေမေးပြီးတော့ကျမတို့တကယ်ရင်ထဲနှလုံးသားတွေကနေပြီးတော့ဘာလို့အဓိကလိုချင်တာလဲကျမတို့တကယ်အလုပ်ဖြစ်နေတာတွေကဘာတွေလဲအဲ့ဒါတွေကိုတေချာလေးချင့်ချိန်နိုင်သွားအောင်နှိုင်းဆနိုင်သွားအောင်ရှာဖွေတွေးရှိသွားအောင်ကျမကပြပေးမှာဖြစ်ပါတယ်ဒီဟာတွေကိုရှာတဲ့အခါမှာဆိုရင်ကျမတို့မေခွန်းနေမမေးဘဲနဲ့တော့ရှာလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့တယောက်နဲ့တယောက်ကလည်းမတူဘူးကိုနော်အဲ့တော့ကြောင့်မလို့ကျမတို့တွေတေချာလေးစိစက်တဲ့တကယ်ကိုပြန်မေးတဲ့မေခွန်းကောင်းနေထိမိတဲ့မေခွန်းကောင်းနေတကယ်ရင်ထဲကနေထွက်လာမဲ့တကယ်အုံနောက်ထဲကနေအကုန်လုံးထွက်ကြလာမဲ့မေခွန်းမျိုးတွေကိုမေးတတ်ဖို့လိုပါတယ်အဲ့တော့တချို့တွေကြလည်းဘယ်လိုမေးခွန်းနေမေးရမလဲဆိုတာမသိဘူးဒီကြောင့်မလို့ကျွန်မကအပြည့်အစုံတေချာလေးစူးစီးထားတယ်ကျွန်မကိုယ်တိုင်လည်းရှာဖွေထားတယ်နောက်တစ်ခုကကျွန်မမေးပြောပြချင်တာပေါ့နော်ကျွန်မကိုယ်တိုင်လည်းကျွန်မ dream job ကိုကျွန်မရှာဖွေတွေးရှိထားတယ်ပေါ့နော်ကြာလဲကြာပြီကျမကတော့ရှာဖွေတွေ့ရှိထားကြာပြီဒါပေမဲ့လည်းကိုလှုပ်ချင်တဲ့ဟာလေးတွေနဲ့ကိုလှုပ်နေရတဲ့ဟာလေးတွေနဲ့တခါကျမတူတာတွေတော့ဖြစ်သွားတာတွေတော့ရှိတယ်ဒါပေမဲ့တကယ်ဘယ်လိုပြောမလဲမလှုပ်ချင်တာလည်းမဟုတ်လို့ဒါတရားနဲ့အလုပ်ဖြစ်နေတာပေါ့နော်အဲ့ဒါလေးတွေကိုလည်းဒီမှာနောက်ကြရင်တေချာလေးရှင်းပြသွားမယ်ပေါ့နော်ပြောရင်းနဲ့အဲ့လိုမျိုးလေးရှိပါတယ်အဲ့တော့ကျွန်မစလိုက်မယ်ပေါ့နော်ကျွန်မတေချာလေးမှတ်ထားတယ်ဘာလို့လဲဆိုတော့တခုမှမကြံရလေအောင်အကုန်လုံးတေချာလေးပြပေးခြင်းလို့ပေါ့နော်ဆိုစလိုက်မယ်ပေါ့နော်အရင်ဆုံးကျမတို့တွေမေးခွန်းနေတခြားမေးရမယ်ဘာလို့လဲဆိုတော့ဒါမှသာကျမတို့တကယ်ရင်နဲ့အသေးနှလုံးထဲကနေပြီးတော့ရှိနေရတယ်ကျမတို့ရဲ့ဒီအုံနောက်ထဲကျမတို့ရဲ့ပတ်ဝန်းကျင်ကအရာတွေကိုပါအကုန်လုံးသိပြီးတော့ကျမတို့ရဲ့စရင်ထုတ်လို့ရမှာဖြစ်တဲ့အကြောင်းဖြစ်နိုင်တယ်ဆိုရင်အခုတခါတည်းဘောပင်နဲ့စာအုပ်ယူထားပြီးတော့ချထားပြီးတော့ရေးပါကျမမေးတဲ့မေးခွန်းလေးတွေကိုတခါတည်းရေးပါရေးပြီးတော့လည်းကိုယ်အချိန်ရအခုမဖြေနိုင်သေးဘူးဆိုရင်တော့ကိုယ်တကယ်အချိန်ပေးပြီးတော့ချရေးကြည့်ပါပေါ့နော်အဲ့လိုမျိုးတွေပြောချင်ပါတယ်အဲ့တော့ကျွန်မအရင်ဆုံးတစ်ခေါက်ပြမယ်တခါတည်းလဲကျွန်မရဲ့ live sign လေးတွေကိုပါထည့်ပြောပြီးတော့ကျွန်မဘယ်လိုမျိုးလေးတွေရှာဖွေခဲ့တယ်ဆိုတဲ့ဟာလေးကျွန်မကိုယ်တိုင်လည်းဒီမေးခွန်းတွေကိုဖြည့်ပေးသွားမယ်ပေါ့နော်အဲ့တော့ကြောင့်မလို့တော့အများကြီးတကယ်လက်တွေ့ကိုအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်เนาะအဲ့တော့ပထမဆုံးတစ်ခုကဘာလဲဆိုတော့ငါဘဝတစ်လျှောက်ငါလုပ်ခဲ့တာအများဆုံးကဘာလဲအဲ့ဒါကိုအရင်ဆုံးခြိုက်ရမယ်ငါဘဝတစ်လျှောက်ငါလုပ်ခဲ့တာအများဆုံးကဘာလဲကျမဘဝမှာကျမအလုပ်ခဲ့တာအများဆုံးရှာလိုက်မယ်ဆိုရင်ဒီလိုမျိုးလူတွေကို sharing လုပ်တာအများဆုံးပဲကျမစသိတဲ့အချိန်နဲ့ကိုကကျမဆောက်ချင်းကျမတကယ်ဖြစ်လာတဲ့ဟာကကျမ Facebook ပေါ်မှာလို့ပြောကျမဒီလိုမျိုးကြုံတွေ့ရတာတွေကျမဘယ်လိုမျိုးအဆင်ပြေတာလေးတွေကိုအမြဲတမ်းကျမရဲ့ Facebook page တောင်မရှိသေးဘူးပေါ့နော်အကောင့်မှာတွေကကျမအဲ့လိုမျိုးလေးပြပြတတ်တယ်ရေးပေးတတ်တယ်အဲ့ရနေမှာကျမ make up ဝါသနာပါတာလည်းပါတော့ကျမကmake up ဟာလေးတွေတင်နေအဓိက sharing လုပ်ရတာကိုကြိုက်တာကျမအဲ့တွေကသိသွားတာပေါ့နော်အဲ့မှာကျမဓာတ်ချအဲ့လိုမျိုး sharing တွေလုပ်ခဲ့ကျမ8နှစ်တောင်ရှိသွားပြီကျမဒီ influencer လိုမျိုး sharing လုပ်နေတာ8နှစ်တောင်ရှိသွားတယ်အဲ့တော့ကျမမသိပဲနဲ့ကျမတောက်လျှောက်လုပ်ခဲ့တာအများဆုံးပြောပါဆိုရင်ကျမဒီလိုမျိုး sharing လုပ်ရတာကိုကြိုက်တာအရန်ကြိုက်တယ်ဆိုတာကိုကျမသတိထားမိသွားတယ်ပေါ့နော်ကျမတောက်လျှောက်နေ့တိုင်းကျမစာအုပ်ရေးနေတယ်အဲ့စာအုပ်ကလည်းဘာအတွက်လဲဆိုတော့တခြားသူတွေကျမလိုမဖြစ်အောင်ဆိုပြီးတော့ကျမဖတ်လို့ရအောင်အတွက်ကို sharing လုပ်နေတဲ့စာတွေဖြစ်နေနောက်တစ်ခုကကျတော့ကျမဒီလိုမျိုး video တွေ creating လုပ်နေအဲ့ဒါဘာလဲကျမသိတယ်လို့တခြားသူတွေသိပါစေဆိုပြီးမျှဝေနေတဲ့ဟာတွေဖြစ်နေပြီးတော့ကျမကြောင်းမှာဆိုရင်လည်းကျမအလုပ်လုပ်နေဘာအတွက်လဲတခြားသူတွေကိုအကူအညီဖြစ်ပါစေကျမတခြားသူတွေကိုပြောပြနိုင်ဖို့အတွက်ကျမကအလုပ်လုပ်ပေးနေရတယ်ဖြစ်နေတခြားသူတွေသိပါစေဆိုတဲ့စိတ်နဲ့တခြားသူတွေအကူအညီဖြစ်ပါစေဆိုတဲ့စိတ်နဲ့မျှဝေနေတယ်ကူညီပေးနေတယ်အရာသူများအဓိကကူညီရတာမျိုးဖြစ်နေတာပေါ့နော်အဲ့ဒါမျိုးဖြစ်နေတယ်ဆိုတာကိုသိလိုက်ရတယ်ပေါ့နော်ပြီးရင်တခြားသူတွေလာမေးနေကျမကတကယ်ကိုစိတ်ရှိနဲ့ပြန်ဖြေပေးပတ်တယ်အဲ့လိုမျိုးပေါ့နော်မျှဝေပေးပတ်တယ်
မျှဝေပေးဖြစ်တယ်ပြောဖြစ်တယ်ဆိုရဲကွာဒါမျှဝေရတာအရန်ကြိုက်နေတာပေါ့နော်အဲ့တော့ကျမဘဝမှာလုပ်ခဲ့တာအများဆုံးဘာလဲဆိုရင်အခုလိုမျိုးမျှဝေခဲ့တာဖြစ်နေရပေါ့နော်အဲ့တော့အခုကြည့်နေတဲ့သူတွေလည်းစဉ်းစားပါကိုတောက်လျှောက်လုပ်နေခဲ့တာဘာလဲတေချာလေးပေါ့နော်ဟိုဗီဒီဆွဲတာလားဒါမှမဟုတ်ရင်ကျမလိုမျိုး content creator မျိုးလားဒါတခုကိုဖန်တီးနေရတာကြိုက်တာလားဒီနေရာမှာကျမတခုပြပြလာအောင်မယ်လားဖန်တီးမှုတွေပြုလုပ်နေတဲ့သူကလေအရန်ချမ်းသာဖို့အရန်လွယ်အဲ့ဒါကျမဆရာရွှေဦးတောင်ရဲ့အကြံဉာဏ်ဖြင့်ကြီးပွားတိုးတက်နည်းဆိုတဲ့စာအုပ်ကိုဖတ်ပြီးတဲ့အချိန်မှာကျမတော့ရှာလို့မျိုးဖန်တီးမှုတွေကိုမပြတ်တော့ပဲနဲ့လုပ်နေတာပေါ့နော်တေချာလေးစူးစမ်းပြီးတော့လုပ်ဖြစ်လာတယ်ဖန်တီးမှုတွေကပဲကျမတို့တွေကိုဟိုတထေးဖြစ်စေတယ်ဆိုတာကိုကျမသိလိုက်ရတယ်ပေါ့နော်အဲ့ဒါကတော့ကျမဒါဒီတိုင်းပဲကြုံလို့ပေါ့နော်ပြပြပေးတာကိုကအဲ့လိုမျိုးဖန်တီးရတာကြိုက်တယ်ဆိုရင်တော့အဲ့လိုမျိုးတွေအများကြီးဖန်တီးပါပေါ့နော်ကျမကပြပြပေးချင်ပါတယ်နော်ကြုံရင်လည်းအဲ့ဆောက်ကလေးကိုလည်းဖတ်ကြည့်စေချင်ပါတယ်နောက်တစ်ခါကျတော့အဲ့တော့ဘယ်ຢာတွေကကိုအတွက်ဒီတောက်လျှောက်ပေါ့နော်ကိုဒီဘဝကိုအခုအသက်20ဆို20 30ဆို30 40ဆို40 50ဆို50တောက်လျှောက်မှာကိုတကယ်လှုပ်ခဲ့တဲ့အရာတွေကဘာတွေလဲအများဆုံးလှုပ်ဖြစ်နေတဲ့အရာတွေကဘာတွေလဲဆိုတာကိုတစ်ချက်စဉ်းစားစီကြပါတယ်နော်နောက်တစ်ခုနံပါတ်2ကကျတော့ငါ့ကိုဘယ်အရာတွေကတကယ်ပျော်စေတာလဲငါ့ကိုဘယ်အရာတွေကတကယ်ကိုပျော်သွားပြီးတော့ကျဉ်နှက်ပီတိဖြစ်သွားစေရတယ်အဲ့လိုမျိုးပေါ့နော်ကျမဆိုရင်လည်းကျမတို့ကတော့ပျော်တဲ့ຢာတွေကအများကြီးပဲကျမစာအုပ်ထုတ်နိုင်တော့လေကိုအရန်ကိုယူပြီးတော့ပျော်တယ်ကျမမိဘကိုကျမအဲ့လိုမျိုးပေါ့နော်ကျမမိဘရဲ့အကျွေးတချို့ပေါ့နော်အဲ့လိုမျိုးကိုလည်းကျမဆက်ပေးရလို့အရန်ပျော်တယ်ပြီးတော့မိဘလိုအပ်တယ်ဆိုရင်လည်းကျမပို့ပေးရလို့ပျော်တယ်ကျမဖေဖေနဲ့မေမေကျမ်းမာပြီးတော့ကျမအဖွားဖွားပေါ့နော်ကျမ်းမာစွာနဲ့အဆင်ပြေပြေရှိနေလို့ကြောင့်မလို့ကျမပျော်တယ်နောက်တစ်ခါကျတော့မျိုးစုံပဲကျွန်မပျော်ရတော့အများကြီးပေါ့နော်ဒါပေမဲ့တကယ်ကိုကျွန်မပျော်ပြီးတော့လေစိတ်ချမ်းသာရတာကိုပြောပါဆိုရင်အဲ့လိုမျိုးပေါ့နော် social media မှာ like တွေအများကြီးရတာလေးလေပြောရဒါပေမဲ့မရလဲကျမအဲ့ဟာတွေကိုတော့အရင် feel တော့မရှိဘူးဒါပေမဲ့အဲ့လိုမျိုးပေါ့ကိုမျှဝေလိုက်တဲ့အခါကိုဖန်တီးလိုက်တဲ့အရာတကူအောင်မြင်သွားတော့ကလည်းအဲ့လိုမျိုးရမ်းပြောရတာပေါ့နော်ဒါကအမှန်တိုင်းပြော like တွေအများကြီးရတယ်ဆိုတော့ကျမက like ရလို့ပြောတာမဟုတ်ကိုဖန်တီးလိုက်တဲ့အရာတကူကအောင်မြင်တယ်လို့ပဲကျမကမှတ်ယူတာပေါ့နော်အဲ့လိုပုံစံမျိုးပဲတကယ်အကျိုးရှိသွားတယ်လူတွေအောက်မှာမေးခွန်းနေသူတို့အတွက်ကိုတကယ်လိုအပ်လို့အကူအညီတောင်းပြီးမေးနေတဲ့ဟာလေးတွေရှိလာပြီးကျမပြန်ဖြေပေးလိုက်ရတယ်အဲ့ဒီဟာတွေကကြတော့ငါရဲ့ဗီဒီယိုလေးကတကယ်သူတို့အကျိုးရှိသွားပါလားဆိုရဲစိတ်နဲ့ပြီးတော့အများကြီး view တွေရပြီးလူတွေအများကြီးစီရောက်သွားပြီးတော့လူတွေအများကြီးတော့အကျိုးရှိသွားတာဖြစ်တဲ့ကြောင့်မို့ကျမပျော်တယ်အဲ့လိုမျိုးတွေလည်းဖြစ်တယ်ပြောရတကယ်ပြောတဲ့ဟာကိုတချို့တွေကြောက်လဲနည်းနည်းပဲရှိလိမ့်မယ်နော်ကျမကတော့နည်းနည်းများတဲ့ကြောင့်တခါကြရင်ပြောတာတစ်ခုတည်းနဲ့ကိုယ့်ရဲ့ dream job ကိုရှာဖို့ကတော့ခက်တယ်ပေါ့နော်ဒါပေမဲ့အလုံးနဲ့ပတ်သက်ရင်ပေါ့နော်စဉ်းစားကြည့်လိုက်ရင်ငါပဲလောက်ကိုလုံနေရတာတော့ပျော်လဲပေါ့နော်အဲ့လိုစဉ်းစားကြည့်လိုက်ရင်တော့ကျမဒီလိုမျိုးတွေဗီဒီယိုတွေရိုက်နေရတာပျော်တယ်ကျမစာရေးရင်လည်းဇန်ဝင်ပြီးတော့မျောနေပြီးတော့ပျော်တယ်အဓိကတော့ဗီဒီယိုရိုက်ရတာပေါ့နော်ဗီဒီယိုရိုက်ရတယ်အခုလိုမျိုးဟို sharing လုပ်ရတဲ့ဗီဒီယိုတွေရိုက်ရတာအရန်ပျော်တယ်ဒါပေမဲ့အားနေစိတ်ထဲမှာဟိုကလေမသိတဲ့စိတ်ထဲမှာဟိုကကျမအဲ့လိုစာတင်နေတော့ဖြစ်တခြားຢာတွေလုပ်နေတော့မှဖြစ်ကျမအဲ့လိုတခုခုသိလိုက်ပြီတခုခုလှုပ်ချင်လာပြီဆိုဟာဗီဒီယိုချင်းထောင်ပြီးတော့ရိုက်ဖြစ်တာအခုဆိုလည်းကြည့်ပေါ့နော်ဒါကျမဒီတိုင်းပဲအိမ်မှာနေနေကိုဒီဟာစာတင်နေတော့ကျမစာတင်နေတော့များစွာပြကျမအကျဉ်းဉာဏ်ပဲချိန်ရလဲဆိုတော့ကျမမှတပတ်တစ်ရက်ပဲကြောင်းတက်အဲ့တစ်ရက်ကြောင်းတက်တဲ့အချိန်မှာနေမဲ့ကျမအဲ့လှုပ်ချင်တဲ့ idea တွေကအဲ့နေ့မှာပို့ထွက်တယ်သိလားစာဘလောက်အာရုံစိုက်လဲဆိုတော့အဲ့တော့ဟာအဲ့ဒီဗီဒီယိုเนาะအတန်းပြပြချင်းနေမှာကျမအဲ့လွယ်ကြီးကိုချပြီးတော့ကျမပြောမဲ့ script တွေကိုအကျန်းချရေးပြီးတော့အခုလိုမျိုးတစ်ခါပြောပြတာပေါ့เนาะအဲ့တော့ငါဒီလိုမျိုးဗီဒီယိုတွေရိုက်ရတာငါဒီလိုမျိုးဗီဒီယို content တွေ create လုပ်ရတာအရင်ကြိုက်ပါလားအဓိကမျှဝေတာကိုအရင်ကြိုက်ပါလားဆိုတာကိုသိသွားအဲ့တော့ကျမခုနပြောသလိုပဲကျမဘာတောက်လျှောက်လုပ်ခဲ့တဲ့အရာနဲ့ကျမအခုလုပ်နေတဲ့ဟာတကယ်ပျော်တဲ့အရာနဲ့ကအခုဆိုလက်ကြည့်မြင်မှာပါဗောနော်ကျမရိုက်နေတော့ပြောနေတော့နေတယ်ကျမဘယ်လောက်ထိအားပါနေဘယ်လောက်ထိပျော်နေလဲဘယ်လောက်ထိဟိုတကယ်ကိုမျှဝေပေးခြင်းနေလဲတကယ်ကိုအကျိုးရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လောက်ထိဒီအရာကကောင်းနေဘယ်လောက်ထိဒီအောင်သိသွားရင်ဘယ်လောက်ထိအဆင်ပြေမလဲချုံးမွေမလဲဆိုတော့ကိုယ်တိုင်လည်းတွေးပြီးတော့ပျော်နေတဲ့အတွက်ကြောင့်မလို့ဘယ်လောက်တောင်ပျော်နေလဲဆိုတော့မြင်သာမယ်လို့မြင်ပါတယ်ပေါ့နော်အဲ့တော့ရှေ့မှာကျမလုတ်ခဲ့တာဟာတွေကလည်းကျမမျှဝေတာတွေဖြစ်နေတယ်အခုကျမလုတ်နေတယ်ကျမပျော်နေတဲ့အလုပ်ကလည်းကျမမျှဝေတာဖြစ်နေရပေါ့နော်အဲ့တော့နံပါတ်3လာပြီပေါ့နော်ငါစီ
ကနေပေါ့နော်တခြားသူတွေကဘယ်ရာတွေကိုကူညီတောင်းဖြစ်လဲတခြားငါရဲ့တငယ်ချင်းတွေမိတ်ဆွေငါ့ကိုမသိတဲ့သူတွေရောသိတဲ့သူတွေကဘယ်အရာနဲ့ပတ်သက်ပြီးလာကူညီတောင်းလဲအဲ့ဒါကိုသိရမယ်အဲ့ဒါကကျမအတွက်ဆိုရင်ဘာလဲဆိုတော့ကျမတို့ကျောင်းပိုင်းဆိုင်ရာတွေကူညီတောင်းတာဖြစ်ပါတယ်ကျမတို့ဒီလိုမျိုးကိုရီးယားမှာလာတက်ဖို့ကျောင်းလာတက်ဖို့ကိုရီးယားအဆင်ပြေလာပါညာအဲ့လိုမျိုးကိုရီးယားနဲ့ပတ်သက်ပြီးတော့လာအဲ့ဒါဘာနဲ့လဲပတ်သက်ပြီးတော့လဲဆိုတော့ကျမမျှဝေတာနဲ့ပတ်သက်ပြီးတော့ပဲကျမတို့လာမေးကြကျမအမြဲသေးချာစေတနာနဲ့မျှဝေတယ်တကယ်ကိုတကယ်ကြုံရတဲ့ဟာကိုမတိမ်မချမ်းဘာမှအမှားယွင်းမပါတကယ်ကိုဖြစ်နေတဲ့အတိုင်းကိုပဲလက်ကုံလုံးချပြပြီးတော့လောက်တာဖြစ်တဲ့ကြောင့်မလို့သူတို့ကလည်းတကယ်ကိုရဲ့ဗီဒီယိုကြည့်တာနဲ့အော်ဒီလူကစစ်မှန်ပါလားဒီလူပြောတာတွေကအမှန်ပါလားဒီလူကငါ့အတွက်တကယ်ကိုကောင်းစေခြင်းလို့ပြောတာပါလားဆိုတဲ့ဟာသူတို့တွေကကြည့်ုံနဲ့သိတယ်လူဆိုတာအုံနောက်ရှိတယ်ပြီးတော့လိန်လို့မရဘူးလေကွာဒီအခုကပို့ပြီးတော့အကုန်လုံးကလေအမြင်နေကျလာကြပြီးစဉ်းစားတွေးခေါ်နိုင်စွမ်းနေပို့ရှိလာပြီးအဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်များများကအဲ့လိုမျိုးပေါ့နော်ကျမတို့ဒီလိုကိုရီးယားနဲ့ပတ်သက်တဲ့ဟာတွေသိချင်တယ်ဒီကျောင်းနဲ့ပတ်သက်တာတွေသိချင်တယ်ပြီးတော့အဓိကတော့ကျောင်းနဲ့ပတ်သက်တာပေါ့နော်အဲ့လိုမျိုးတွေမေးကြပါတယ်အဲ့တော့ကျမကလည်းတေချာလေးမျှဝေပေးဖြစ်တယ်ကျမစီကိုကုညီလာတောင်းတာတွေကတော့ဘယ်လိုမျိုးကျောင်းနဲ့ပတ်သက်ပြီးတော့လာရမလဲကိုရီးယားကိုလာဖို့အတွက်ကျောင်းတွေဘယ်လိုရှောက်ရမလဲကတော့အမေအများဆုံးဖြစ်ပါတယ်အဲ့တော့ကိုစီကိုပေါ့နော်တခြားသူတွေကဘယ်အရာနဲ့ပတ်သက်ပြီးတော့အကူအညီလေးလာတောင်းကြလဲဆိုတော့ကိုတခါတည်းစဉ်းစားပါနော်ကျမစီကိုတော့လာအဲ့တော့ကျမကအဲ့ကြောင့်မလို့လဲကျမရဲ့ရင်ထဲမှာဘယ်လိုမျိုးရှိလဲဆိုတော့ကိုရီးယားကိုရောက်နေတဲ့မောင်လေးညီမလေးတွေအကိုအမတွေလည်းပြပမလုပ်ရအောင်တကယ်ကိုပညာနဲ့ပဲလုပ်နိုင်အောင်လို့ပြီးတော့တကယ်ကိုအတွေးဉာဏ်ဘဟုတုတတွေကျွဲသွားပြီးပိုကောင်းတဲ့နေရာပိုတိုးတက်မှုတွေရအောင်လို့ပဲကျမကစဉ်းစားတယ်ပေါ့နော်နောက်ပြီးတော့အခုဆိုလဲကိုရီးယားကိုလာမဲ့သူတွေဆိုရင်လည်းဘယ်လိုမျိုးတွေပြင်ဆင်လာရင်သူတို့ဒီမှာအဆင်ပြေနေနိုင်မလဲအဲ့ဒါမျိုးတွေကိုကျမတွေးတယ်အမြဲတမ်းအဲ့လိုမျိုးပေါ့နော်ပြီးတော့လည်းလူငယ်တွေဘလို့ပဲဖြစ်ဖြစ်အခုချိန်မှာကျမအရွယ်တွေလည်းရှိမယ်တခြားကိုထက်ကြီးတဲ့သူတွေလည်းရှိမယ်ဒါပေမဲ့အသက်အရွယ်ဆိုတာဒါတွေကအလကားပဲဒါပေမဲ့အခုကိုရောက်နေတဲ့အချိန်မှာကိုဘယ်လိုမျိုးအကောင်းဆုံးအဆင်ပြေဆုံးပျော်ရွှင်ဆုံးဖြစ်အောင်နေမလဲဆိုတာကိုသိရဖို့အတွက်အခုလိုမျိုးပေါ့နော်ကိုတကယ်လှုပ်ချင်တဲ့အလုပ်ကိုရှာဖွေတွေ့ရှိအောင်ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ်ကိုတကယ်ကိုလှုပ်ချင်တဲ့အလုပ်ကိုရှာတွေ့သွားပြီဆိုတော့တောက်လျှောက်ကပျော်ဖို့တွေပဲဖြစ်သွားမှာအဲ့ဒါလေးကိုသိစေချင်တဲ့ကြောင့်မလို့ကျမကကိုယ့်ရဲ့တကယ် dream job ကိုတကယ်လုပ်ချင်တဲ့အရာကိုရှာဖွေတွေ့ရှိနိုင်အောင်အတွက်ကိုကျမဘယ်လိုမျိုးရှာလာတယ်ကျမဘယ်လိုမျိုးတွေရှာတိအောင်လုပ်ခဲ့လဲဆိုတာကိုဖော်ထုတ်ပေးခြင်းတဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးရိုက်တာဖြစ်ပါတယ်ပေါ့နော်အဲ့တော့အခုကြည့်နေတဲ့သူဆိုရင်ရောဘယ်လိုမျိုးယာယီနဲ့ပတ်သက်ပြီးတော့လာပြီးတော့အကူအညီတောင်းလေးရှိလဲတခြားသူတွေကအဲ့ဒါလေးကိုတခြားလေးကိုပြန်မေးပါပေါ့နော်အဲ့ဒီတော့အဲ့ကြောင့်မလို့အဲ့ဟာနဲ့ပတ်သက်ပြီးတော့လည်းကိုကများလုပ်ပေးရမယ်နော်အဲ့ဒါမှသာလေရင်သူတို့အတွက်လည်းအကျိုးရှိမယ်ကိုကိုလည်းတကယ်ကိုပေးခြင်းတဲ့ဟာနဲ့သူတို့လိုချင်တာနဲ့ဟာနဲ့ကွက်တီဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးမှသိရမယ်အဲ့တော့အကူညီလာတောင်းတယ်ဆိုတဲ့ကလည်းလေကိုကကျွမ်းကျင်နေလို့ကိုကဒါဘိုင်းကိုတော်တော်လေးကိုဘယ်လိုပြောမလဲ confidence ရှိနေလို့ကိုဒါနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုသိနားလည်နေလို့ပညာဘဟုတုတာပြေဝနေလို့ဖြစ်နေတယ်ကျမဆိုလည်းကျမကိုအခုချိန်မှာဘယ်လိုမျိုးကြောင်းနဲ့ပတ်သက်ပြီးလာမယ်ကျမအကုန်လုံးပြောပြနိုင်တယ်အဲ့ဒါဘာလို့လဲဆိုတော့ကျမ agency ကြောင်းရှောက်ပေးတဲ့ agency တွေမှာလည်းလုပ်ခဲ့တယ်အဲ့ဒါမတိုင်ခင်ကျမကိုရီးယားစရောက်တဲ့ကိုကကျမကတောက်လျှောက်မျှဝေခဲ့တာကိုရီးယားကိုလာရင်ဘယ်လောက်ကုန်ကြတယ်ဘာညာအဲ့ဒါတွေအကုန်လုံးကျမစရောက်တဲ့ကိုကတောက်လျှောက်နှိမ့်တိုင်းမပြတ်လုပ်ခဲ့တာနော်တောက်လျှောက်မျှဝေလာတဲ့အတွက်ကြောင့်သူများတခါကိုပေးလာပြီးတော့မျှဝေလာတဲ့အတွက်ကြောင့်ကိုယ့်ရဲ့အုံနောက်ထဲမှာနှလုံးသားထဲမှာအမြင့်မှတ်ထားသလိုမျိုးတိမ့်ထားသလိုမျိုးဖြစ်သွားတာကျမဒန်ဆာနဲ့ကြက်ပြီးတော့ရေးခဲ့တာအဲ့လိုမျိုးမဟုတ်ဘူးကျမတခြားသူတို့ပါပြန်မျှဝေပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာကျမရဲ့တကယ်ရင်ထဲမှာရှိနေလို့ဒါမျှဝေပေးလို့ရတာမဟုတ်ရင်ကျမတို့တကယ်ပြောပြလို့မရဘူးပြောပြမနားမလဲရင်တကယ်ကိုမသိရင်စဉ်းစားနေရတဲ့အချိန်ကုန်နေမှာလीเนาะဒါပေမဲ့တကယ်ကိုနားလဲတယ်တကယ်တက်ကြွတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့သူပြောစရာတွေကထွက်လာပြီးတော့တကယ်ကိုလွယ်တကူနဲ့ပြောဖြစ်သွားတာပေါ့နော်အဲ့တော့ကျွန်မစရောက်တဲ့ကလည်းကျွန်မအဲ့အကြောင်းနဲ့ပတ်သက်တဲ့ဟာအဆင်ပြေမပြေဘူးကျွန်မအဲ့လိုမျိုးပေါ့နော်ဟိုရန်နေပါဖြစ်ပြီးတော့တော့ပြောတယ်ပေါ့နော်အဲ့လောက်ထိကိုကျွန်မအရန်ကို honest ဖြစ်ခဲ့တယ်ပေါ့နော်တကယ်ကိုလည်းတကယ်ကိုရီးယားရောက်နေတဲ့သူတိုင်းကိုရီးယားလာမဲ့သူတိုင်းအရန်အဆင်ပြေစေချင်တယ်အဲ့ဒါကျွန်မရဲ့လွန်ခဲ့တဲ့အချိန်တွေတည်းကလည်းကျွန်မရဲ့စိတ်ရင်းမှန်ပဲပေါ့နော်အဲ့တော့အဲ့လိုမျိုးတောက်လျှောက်လုပ်ခဲ့တယ်အဲ့ဒီကနေမှကျွန်မD4
visa နဲ့တဲ့ကကျမကကျောင်းမှာစလုပ်တယ်เนาะကျောင်းမှာစလုပ်တယ်ပြီးတော့မှကျမကဒီ agency မှာဝင်နေပြီးတော့အခုဆိုကျောင်းမှာပြန်လုပ်တယ်အဲ့လိုမျိုးတွေဖြစ်တယ်ကျောင်းကကျမအတွက်ကိုတကယ်ကိုဟိုဒါနဲ့ပတ်သက်ပြီးကျမရဲ့မှာ information တွေအရန်ပြေဝနေကျမမှာမသိတာမရှိဘူးပေါ့နော်ကျမပြီးတော့လည်းအခုက agency မှာလုပ်တော့တာလည်းမဟုတ်တော့တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ဟိုဘယ်လိုပြောမလဲဘယ်ရာမှအစွဲမထားဘယ်ရာမှကောင်းနေမပြောဘူးအမှန်တိုင်းကျမပြောတယ်အဲ့လိုမျိုးတွေဖြစ်သွားတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ကျမကိုယုံကြည်ကြတယ်ပို့ပြီးတော့အားကိုးကြတယ်ဘာလို့လဲဆိုတော့တချို့ agency ဆိုရတာဖြစ်တဲ့အတွက်ကြောင့်မလို့တော့မှတခါလေးကြာရင်ကျမလည်း agency မှာလုပ်တော့ဖြစ်ခဲ့ပါတယ်ဘာလဲဆိုတော့ဟိုသိရမလားသူတို့တွေကဒီချောင်းပဲပို့ဒီချောင်းမှာပဲအခုဒီချောင်းကိုပဲလူကလိုတော့တယ်ဆိုရင်ဒီချောင်းကိုပဲပို့ရတာအဲ့လိုမျိုးတွေဖြစ်ခဲ့ဘူးလေနော်ဒါကလည်းအပြစ်ပြောလို့မရဘူးအထက်ကလူကြီးကလောက်ခိုင်းတာဖြစ်တဲ့ကြောင့်ဒါကလည်းလောက်ရတာပဲဆိုတော့အပြစ်ပြောလို့မရဘူးပေါ့နော်အဲ့တော့ကျမအခုကကျတော့ agency မှာလည်းမလုပ်တော့ဘူးကျောင်းမှာလုပ်တယ်ကျမကကျောင်းမှာလုပ်ပေးမယ်ကျမ freelance ပဲဒီလောက်ကကျမအတွက်က freelance ကျောင်းကကျမကိုဟိုကျောင်းသားရှာပေးမှပေးမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးကျမကျောင်းသားတွေတကယ်ကိုအကျိုးပြုနေရင်ကျောင်းသားတွေတကယ်ကိုကူညီနေရင်မဲ့သူတို့ကပတ်စံပေးနေမှာအဲ့တော့တကယ်ကိုအကျိုးရှိတဲ့ဟာပဲကျမကပြောရင်းနဲ့ပဲကျမပတ်စံရတာဆိုတော့ပို့ပြီးတော့ကျမစစ်မှန်တယ်လို့ခံစားရတယ်မဟုတ်ရင်ဟိုဘယ်လိုပြောရမလဲတခုခုအဲ့လိုမျိုးလှိုးဝှက်ပြီးတခုခုပိုတိတ်ပြီးတော့ဟိုသိရမလားလုံနေရမယ်ဆိုရင်ចောင်းသားကိုအပြည့်မပေးနိုင်မင်းနဲ့သိရမလားဟာအကောင်းတာလေးကိုပဲဒီဟာလေးကိုပဲပြပြီးဒါလေးကိုပဲတွန်းပို့လိုက်တာထက်ဆိုင်တကယ်ဘယ်ရာကောင်းတယ်မကောင်းဆိုတာကိုတေချာလေးပြပြီးတော့ကုညီနိုင်တာဖြစ်တဲ့ကြောင့်မလို့ကျမကပို့ပြီးတော့သဘောကျတယ်ဒီအလုပ်ကိုနော်အဲ့လိုမျိုးအတွက်ကြောင့်မလို့ကျမကအခုဒီเจ้าမှာလုံးနေရတဲ့အချိန်မှာလည်းကျမတကယ်ကိုကျမလုပ်ချင်တဲ့ content တွေလုပ်ရတယ်တကယ်ကိုပွပွလင်းလင်းလွတ်လပ်တကယ်เจ้าသားတွေအတွက်ကိုလိုအပ်တဲ့ဟာတွေကိုကျမမျှဝေပေးနိုင်သွားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လဲเจ้าနဲ့ပတ်သက်ပြီးတော့ပညာပြေဝရှိနေတာဖြစ်ပါတယ်ပြီးတော့ကျမเจ้าကိုပဲလာပါကျမမပြောဘူးဘာကောင်းတဲ့ချက်တွေကတော့အများကြီးရှိတယ်ကျမကိုယ်တိုင်လည်းတစ်နှစ်နဲ့ဘွဲရပြီးတော့ဆက်တက်နေတာကိုဒါကြည့်တော့ပေါ့နော်ဒါပေမဲ့ကျမဒီဖုန်းနဲ့လာမယ်ဆိုရင်ကျမတိတ်ပြီးတော့အားမပေးဘူးဒါအမှန်တိုင်းပဲဒါအဲ့လောက်ထိကိုကျမကဟိုမှန်နဲ့ကောင်းတယ်ပဲเนาะဟိုဘာမှအပိုလိုတွေမရှိဘူးဒီဒုနဲ့လာတယ်ဆိုရင်တော့လာဘာလို့လဲတစ်ပတ်တစ်ရက်နှစ်ရက်ပဲတက်ရတာတခြားเจ้าတွေထက်အဆင်ပြေလာเจ้าလာကလည်းတက်တာတယ်ပြီးတော့ဟိုကျမတို့တော့ဗာဖြစ်အခုဆိုရင်လည်းဒီလိုမျိုးကျမလိုမျိုးကုညီမြန်မာကိုတာဝန်ခံနေပါရှိရတဲ့တကယ်ကိုစေတနာနဲ့ပြောပေးမဲ့လူရှိရတဲ့ကြောင့်မို့အဆင်ပြေစေရမယ်ဒါကျမဘက်ကအာမခံနိုင်တဲ့အရာပဲเนาะကျမဘက်ကလုတ်ပေးနိုင်မယ့်အရာရှိတဲ့ကြောင့်ကျမအဲ့လိုပြောဒီဖုန်းနဲ့လာမဆိုတော့အလုပ်ဆက်အောင်ချင်းရောက်လာဖြစ်တဲ့ကြောင့်ကိုရီးယားစာမရတဲ့အတွက်ကြောင့်မလို့အခက်အခဲဖြစ်နိုင်နေပြီးတော့ကြောင်းလည်းနည်းနည်းဝေးတဲ့ကြောင့်မလို့အဆင်မပြေဖြစ်နိုင်တယ်အဲ့လိုမျိုးတွေပေါ့เนาะဟိုအလုပ်ရှာတာအဆင်မပြေတာဖြစ်နိုင်တယ်ပေါ့เนาะနည်းနည်းဆိုးတို့ဘာလို့မှကျတော့ပို့ပြီးတော့ဟွာဖြစ်တာဟုတ်เนาะအလုပ်ကိုင်းများများတဲ့ကြောင့်အဲ့လိုသွားကျမအဲ့လိုမျိုးတွေပြောပေးလေရှိတယ်အဲ့ဒါကိုကြည့်ချင်းအပြင်ကိုပဲကျမကဒီကနေ့ပတ်သက်ပြီးတော့ဘယ်လောက်ထိပညာပေးဝနေကျမဘယ်လောက်ထိ honest ဖြစ်တယ်ကျမသိသမျှအကုန်ပြောဖို့ ready ပဲဆိုတာကိုအားလုံးလည်းရင်းမဲ့ထင်ပါတယ်အဲ့တော့နော်ကိုစရာနေအကူညီတောင်းတဲ့ဟာကဘာလဲအဲ့အကူညီတောင်းတဲ့ဆိုတာကကို့မှာတခဲကိုပြေးဝနေလို့ဆိုတာကိုသိနိုင်တော့မှာဖြစ်ပါတယ်เนาะအခုကြည့်နေသူဆိုရင်လည်းဘယ်အရာတွေကလာပြီးတော့တငယ်ချင်းအသီးတွေကကုညီတောင်းလို့ရှိလဲအဲ့ဒီအရာကတင်းရဲ့တကယ်ကိုဟိုကျွမ်းကျင်နေတဲ့အရာတကယ်ပြေးဝနေတဲ့အရာဆိုတာကိုကျွန်မသိစေချင်ပါတယ်။အကဲနံပါတ်၄ကဘာလဲဆိုတော့ပေါ့နော်ဘာလို့မျိုးကိုဘာလို့လာတိုက်တွန်းကြလဲပေါ့အဲ့ဒါလေးကိုလည်းသတိဟိုအဖြစ်စေခြင်းနဲ့သတိထားစေခြင်းနဲ့ပေါ့နော်တကယ်ကိုချစ်တဲ့သူကိုအကျိုးရှိစေခြင်းနဲ့သူကိုပိုတူတက်စေခြင်းနဲ့သူတွေကလေသစင်ရေညီမလေးရေဒီဟာလေးလုပ်ကြည့်ပါလားသစင်နဲ့ကြိုက်မယ်ထင်တယ်နော်ဇင်ရေဒီလိုလုပ်ရင်တော့ဇင်ပတ်စံနေအများကြီးရမှာဇင်ရေဒီလိုလုပ်ရင်တော့ဇင်ပို့ပြီးတော့အခွင့်အရေးတွေရသွားမယ်ထင်တယ်အဲ့လိုမျိုးပြောတဲ့သူကလေတကယ်အဲ့ဒီအလုပ်ကိုလုပ်ကြည့်တကယ်ကိုအောင်မြင်လိမ့်မယ်တကယ်ကိုဟိုအဲ့လိုမျိုးပေါ့တကယ်ကိုတကယ်အောင်မြင်စေခြင်းလို့ကောင်းစေခြင်းလို့ပြောတဲ့သူရဲ့စကားကိုတိကျနားထောင်ကြည့်တကယ်ကိုဟွာဖြစ်တယ်ဒါပေမဲ့တခုရှိတာပေါ့နော်ဘာလဲဆိုကျမမိဘတွေကကျမကိုကြတော့အဲ့လိုမျိုးလေအရင်ကကြတော့အဲ့လိုမျိုးဟိုသူတို့လှုပ်စေခြင်းတာပဲလှုပ်ခိုင်းနေပေါ့နော်ဒါပေမဲ့ကိုသူတို့လှုပ်စေခြင်းတဲ့ဟာကကိုလှုပ်ခြင်းတဲ့ဟာနဲ့မကတ်ဆက်ရင်တော့မဖြစ်နိုင်ဘူးပေါ့ဒါပေမဲ့တချို့လူတွေကြတော့ဟိုကိုတကယ်စေတနာနဲ့အမြဲတမ်းကြည့်နေတယ်ပေါ့နော်တကယ်ကိုကြည့်နေသူကဒါလေးလုပ်နေတော့ပျော်နေတယ်ပြီးတော့ तू ကဒါလေးလုပ်နေတော့ तू မှာလုံးဝဟို bright ဖြစ်နေတယ် तू ကဒါလေးလုပ်နေတော့အရန်ကိုconfident နေရှိပြီးတော့
အရန်မိုက်တယ်တဲ့မလားဟာသူအရန်ကိုအဲ့ဟာလုံနေတဲ့အချိန်မှာတိတာတယ်ကွာတချို့လူတစ်ယောက်ကလေဒီအလုပ်တစ်ခုကိုလေတကယ်ကိုယုံကြည်မှုရှိစွာတကယ်ကိုဟိုစေတနာအပြည့်နဲ့ပြီးတော့တကယ်ကိုဟိုစိတ်ပါဝင်စားစွာနဲ့လုံနေတဲ့အချိန်မှာလေသူနဲ့သူတောက်ပနေတာတိတာအရန်ကိုကြည့်လို့ကောင်းတယ်အရန်ကိုအားရကြည်နှပ်စရာကောင်းတယ်အဲ့ဒါကိုမြင်ပြီးတခြားသူတွေကကိုတစ်ခါကျကိုမသိတဲ့ခိုက်တက်နေလဲရှိတတ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကိုတချို့တကယ်ကိုချစ်တဲ့သူကိုတကယ်အားပေးနေတဲ့သူကိုတကယ်အမြဲတမ်းစောင့်ကြည့်ပြီးကိုအားဘယ်လိုပြောအားပေးချင်နေတဲ့သူတွေပေါ့နော်အဲ့လိုမျိုးဆိုရင်နော်အဲ့လိုမျိုးလူတွေကလာပြောတတ်တယ်ညီမလေးဒါနဲ့ပတ်သက်ပြီးတော့ညီမလေးမှာပါရမီပါတယ်ညီမလေးဒါလုပ်ဖို့အမကထပ်ပြီးတော့ပြပေးခြင်းနဲ့အဲ့လိုမျိုးလာပြောရင်လေလုပ်ကြည့်ပါတကယ်လုပ်ကြည့်ပါအဲ့ဒါတွေကတကယ်ကိုအောင်မြင်စေတယ်တကယ်ကိုဘယ်လိုပြောမလဲတဖြည်းဖြည်းနဲ့တိုးတက်စေရပေါ့နော်ကျမတို့ကဆိုရင်လည်းကျမရဲ့ GM ပေါ့နော်ကျမအမြဲတမ်းပြောလို့ရှိရင်ကျမရဲ့ General Manager မေဖြိုးမွန်ဆိုတဲ့အမကနေကျမကိုလေဇင်ကလေcontent writing မိုင်းနေလဲအားတာတယ်ပြီးတော့အဲ့လိုမျိုး sharing လုပ်တာတွေဗီဒီယိုလေးတွေရိုက်ကြည့်ပါလားဇင်ရဲ့ page ထောင်ပြီးတော့ beauty blogger လုပ်ပါလားသူအဲ့လိုမျိုးကျမကိုပြောနေချင်မှာကျမအဲ့လိုမျိုးတကယ်ကိုလုပ်ကြည့်လိုက်ခါမှာကျမတကယ်ဝါသနာတွေနဲ့လဲပေါင်းဆက်မိသွားပြီးတော့တကယ်ကိုလုံးဝကိုကျမတကယ်ကိုအောင်မြင်တဲ့ beauty blogger ဖြစ်လာအောင်မြင်တဲ့ content creator ဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားပါတယ်အဲ့တော့အခုကြည့်နေတဲ့သူဆိုရင်လည်းကိုဘဲရာတွေကိုပေါ့နော်လာပြီးတိုက်တွန်းကြလဲတကယ်ကိုချစ်တဲ့သူတော့ဖြစ်ရမယ်နော်ကိုတကယ်ချစ်တဲ့သူကိုတကယ်ကိုစေတနာအမြဲတမ်းထားပြီးတော့ကူညီပေးနေတဲ့သူသိရမလားကိုတကယ်ကိုကိုကောင်းကျိုးပဲလိုလားတဲ့သူကိုအမြဲတမ်းနောက်ွယ်မှာရောရှေ့မှာတကယ်ကောင်းနေတဲ့သူပေါ့နော်အဲ့လိုမျိုးလူမျိုးကအကြံပေးတယ်ဆိုရင်အဲ့တေးချာအဲ့ຢာကတိုက်တွန်းနေပေါ့နော်ဒီຢာလေးလုံးပါလို့တိုက်တွန်းနေဆိုရင်တေးချာအဲ့ຢာကတကယ်ကိုနဲ့အဆက်ပြီးကိုတကယ်လုံးကြည့်တဲ့လုံးသိတဲ့အရာဆိုတာကိုကျွန်မကပြပေးခြင်းပါတယ်နောက်တစ်ခါကျတော့ဘယ်အရာလုပ်ရင်နစ်မျောပြီးတော့အချိန်နေကုန်သွားမှမသိဘူးလေအခုကြည့်ကျွန်မရိုက်နေမိနစ်20လောက်ကျော်ကျွန်မဘလို့ချိန်ကုန်မှမသိတာကျွန်မပြီးရင်ခဏနေအစိုးကိုပြန်ရမယ်ပေါ့နော်ဒါမှကျွန်မဒါဟောလုံးနေတဲ့အတွက်ကြောင့်ကျွန်မအချိန်တွေကိုလည်းမသိတော့ဘယ်ချိန်ပြန်ကျွန်မမရတယ်ပြန်မယ်နောက်မိုးချုံမှလည်းပြန်မယ်မနေ့ကြာမှလည်းပြန်မယ်အဲ့လိုမျိုးတွေဖြစ်သွားတယ်ပေါ့နော်ပြီးတော့ကျွန်မထမင်းစားဖို့တွေပိုင်းလည်းမေ့ကောင်းမေ့တယ်အဲ့လိုမျိုးကျွန်မစာရေးလည်းတူတူပဲစာရေးရင်တကယ်စိတ်ပါဝင်စားပြီးတော့စာရေးနေရတဲ့အချိန်ဆိုကျွန်မအကုန်လုံးမေ့သွားတာပြီးတော့ကျွန်မအခုလိုမျိုးပေါ့နော် content ဘိုင်းလုပ်ရတယ်ဆိုရင်ဒါတော့ content ဘိုင်းပေါ့နော် content ဘိုင်းကိုအခုလိုမျိုး sharing လုပ်ရတဲ့ video တွေရိုက်ရတယ်ဆိုရင်ပို့ပြီးတော့ကျွန်မစိတ်အားထက်တန်နဲ့နစ်မျောတယ်ဘာမှမသိတော့ဘူးအဲ့လိုမျိုးတွေပေါ့နော်ခံစားရတယ်တကယ်ကိုလှုပ်ချင်တဲ့ဟာနဲ့လုံးဝကွက်တီဖြစ်နေတဲ့ဟာကိုကျွန်မခံစားရတယ်ဒါပေမဲ့တစ်ခါလေးကျရင်တချို့ပေါ့နော်ပတ်စံရလို့လှုပ်ရတဲ့အရာလေးလှုပ်တဲ့အခါမှာကျွန်မနည်းနည်း attention ထူးရှိတယ်ပေါ့နော်ကိုကြောင်ညာခိုင်းတဲ့ဟာတွေအဆင်ပြေပါမလားငါရဲ့ဗီဒီယိုပေါက်ပါမလားအဲ့လို attention တခုရှိနေကျွန်မမှနည်းနည်းလှုပ်ရတာနည်းနည်းအဆင်မပြေတာလေးတွေရှိတယ်ပေါ့နော်ကျွန်မအဲ့ဟာအတွက်ကိုတော့နည်းပင်ပန်းလို့ခံစားရဒါပေမဲ့ခုလိုမျိုးဗီဒီယိုတွေရိုက်ရင်တော့ပင်ပန်းတယ်လို့လည်းခံစားရအောင်ဘာမှစိုးရင်စိတ်ကြောက်စိတ်ဘာတစ်ခုမှမရှိဘူးတကယ်ကိုလုံးဝသီးမျောပြီးလုံနေတာပေါ့နော်အဲ့လိုမျိုးဖြစ်တယ်အခုကြည့်နေတဲ့သူဆိုရင်ရောငါဘယ်အရာလုံနေလုံးဝထမင်းမေ့ဟင်းမေ့နော်အကုန်လုံးမေ့အချိန်တွေလည်းမေ့ပြီးတော့လုံနိုင်တယ်ဆိုတာကိုစဉ်းစားကြည့်ပါเนาะအဲ့ဒါဆိုရင်ကိုယ့်ရဲ့တကယ်လုံနိုင်နဲ့ကိုတကယ်ကိုပျော်တဲ့ကိုတကယ်ကိုစိတ်ပါဝင်စားတဲ့အလုပ်တစ်ခုကိုရှာတွေ့ပါလိမ့်မယ်เนาะနောက်တစ်ခုကကြတော့အဓိကဘယ်အရာနဲ့ငွေရနေလဲเนาะအခုကြည့်နေတဲ့သူရောဘယ်အရာနဲ့အဓိကငွေရရှိနေလဲเนาะဟုတ်လိမ့်မယ်ကိုဝါသနာမပါတဲ့အရာကိုမပျော်ရတဲ့အရာတွေနဲ့ငွေရနေရတွေလည်းရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့တကယ်ကိုဝါသနာပါတဲ့အရာကိုအခုချိန်นี้တချို့ကကြတော့ငွေရရှိအောင်လမ်းကြောင်းမပြောင်းသေးရလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ကျမဆိုရင်ဟုတ်တယ်ကျမကိုယ်တိုင်လည်းဖြစ်တယ်ပေါ့နော်ကိုတကယ်ဝါသနာပါတာတွေကဒီ content ဖန်တီးတာတွေဒီလိုမျိုးလူတွေကို sharing လုပ်ပေးတာတွေဒါပေမဲ့ကျမတကယ်ရနေတာကြတော့အပြင်ကလက်တွေ့ဘဝမှာလူတွေကို help လုပ်နေတဲ့ဟာတွေနဲ့ရနေတာပေါ့ကျမကျောင်းမှာလူတွေကိုကူညီပေးရင်းနဲ့ရနေတာပေါ့နော်တခါအရင်တော့ကျတော့ကျမဒီစားသောက်ဆိုင်မှာလူကူညီပေးနဲ့ရနေတာပေါ့နော်အဲ့လိုမျိုးဆိုတော့တကယ်တခါလေးကြာရင်တော့အဲ့လိုမျိုးတွေတခြားစီဖြစ်နေရတယ်တော့ရှိတယ်ဒါပေမဲ့အဲ့တော့ကိုတကယ်ဝါသနာပါတယ်ဆိုတော့သိရတာနဲ့ပတ်စံရအောင်မလုပ်တာတော့ကိုညံ့လို့ကို
တုံးလို့ကိုအားလို့ဆိုတာကိုကျွန်မပြောချင်တယ်လုပ်ဖို့အချိန်မရှိတာတွေတော့လေဖြစ်ကောင်းဖြစ်လေဒါမှမဟုတ်လုပ်ဖို့အချိန်မရှိဘူးဆိုတာလေဒါစင်ကြေတစ်ခုပေးခဲ့တာပဲကျွန်မဒါလည်းကျွန်မကိုယ်တိုင်လည်းဖြစ်ခဲ့တာဆိုတော့လေကျွန်မအားမနာနဲ့ပြောတာပေါ့နော်တကယ်ကိုအချိန်မရှိဘူးဟိုကိုကဒါဝါသနာပါတယ်ဒါနဲ့ငွေရအောင်မလုပ်ဘူးဆိုတာကလေမာယူရဲဆန်နေတာလို့ကျွန်မကမြင်တယ်ဘာလဲသိလားကျွန်မကိုယ်တိုင်လည်းဒီလိုမျိုးအခုလိုမျိုး content creator လုပ်ပြီးတော့ပတ်စံဒေါ်လာတွေ monetization တွေရရမယ်ဆိုတာကိုသိရတာနဲ့မလုပ်ဘဲနဲ့ကိုကျွန်မတခြားຢာတွေနဲ့ပင်ပန်းခံပြီးတော့တကယ်လည်းငွေကပင်ပန်းတာနဲ့မကမိဘူးပြန်ကုန်သွားတာနဲ့ဘာမှမထူးကြဘူးအခုကျွန်မဗီဒီယိုတွေတပုတ်တင်တယ်နော်အဲ့တပုတ်ကတကယ်ပေါက်သွားပြီဆိုအဲ့တပုတ်ကတောက်လျှောက်ငွေကဝင်တယ်ကျွန်မ monetization အောင်လောက်ထိပဲကျွန်မစူးစမ်းရုံပဲဒါပေမဲ့ကျွန်မအခုဗီဒီယိုတင်လိုက်တဲ့ဗီဒီယိုကပေါက်သွားတယ်တကယ်ကိုလူတွေတော့အကျိုးရှိသွားပြီလူတွေကကြိုက်တယ် comment တွေလည်းပေးလိုက်တဲ့အခါမှာသူနဲ့သူငွေတွေကရောက်လာတယ်အဲ့ဒါကမှကျွန်မတို့တစ်သက်လုံးကျွန်မတို့အသက်ရှင်နေသူတွေပတ်စံရနေတာမဟုတ်ရင်ကျွန်မတို့ဟိုကကျွန်မတို့လုတ်ပြီးတော့ပတ်စံရဲဆန်ကို3နိုင်ကုန်သွားပြီဒါလို့ဖြစ်သွားမှာတောက်လျှောက်ဝင်ငွေရနေမယ်စီးချောင်းလမ်းဝင်ငွေစီးချောင်းမဖြစ်သွားဘူးကျမတို့တကယ်ဝါသနာပါတဲ့အရာတွေကတာဝင်ဝင်စီးချောင်းအမြဲတမ်းရနေမှာဘာလို့ဆိုဝါသနာလဲပါနေတဲ့ကြောင့်အမြဲတမ်းလှုပ်ဖြစ်နေအမြဲလှုပ်ဖြစ်နေတဲ့ကြောင့်ငွေတွေကရနေအဲ့လိုမျိုးဖြစ်တာအဲ့ဒါကိုသိရတာနဲ့မလှုပ်ဘူးဟိုနော်အချိန်နေဆွဲနေတယ်မိမိလေးလော်ထားတယ်ဟဲ့နောက်မှပါဆိုပြီးလှုပ်တယ်ကျမကိုယ်တိုင်လည်းလှုပ်ခဲ့နှစ်နဲ့ချီပြီကျမအခု3နှစ်ကျော်လောက်မှဒီရောက်တကယ်ကိုလှုပ်သိနေဆိုတာကိုသိပြီးတော့အကုန်လုံးရုံးထွက်ပြီးအကုန်လုံးထားခဲ့ပြီးကျမဓာရီကိုလှုပ်တာအဲ့တော့မှကျမ monetization နဲ့အောင်တဲ့ဒေါ်လာတွေရတယ်ကျမအခုဆို Facebook ကော TikTok ရောအကုန်ရသွားပြီကျမအဲ့လိုမျိုးပြင်ကိုကျမအခုထပ်ပြီးတော့ကြော်ညာတွေလည်းရိုက်ရတယ်ကြော်ညာတွေပေါ့ကျမတို့ဖေးရလေးတော့ကြော်ညာပေးပါဆိုပြီးအဲ့လိုမျိုးတွေနဲ့အနေနဲ့လည်းရိုက်ရအဲ့လိုမျိုးတွေနဲ့ကျမဝင်ငွေလမ်းချောင်းတွေဖြည်းဖြည်းနဲ့ဝင်လာအဲ့တော့ကိုဝါသနာပါရကိုပြောရနဲ့လုံနေရတာဖြစ်တဲ့ကြောင့်မလို့ဟိုတဖြည်းဖြည်းနဲ့လှုပ်ချင်တယ်လှုပ်ရတာလည်းပျော်တယ်ပြီးတော့လှုပ်ဖြစ်နေမှာပဲထောက်လျှောက်လည်းလှုပ်နေမှာပဲဘာလို့လဲဆိုတော့ကိုဝါသနာပါတာကိုသူများလှုပ်ပါလို့လာပြောကြမလို့တထည်ကလှုပ်ခဲ့လို့ပြောကြမလို့ကျမတို့ကိုယ်တိုင်ကတကယ်လှုပ်ချင်လို့လှုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အာမြင်ဖို့တိုးတက်ဖို့ပဲရှိတော့အဲ့လိုမျိုးဖြစ်ရမှာနော်ကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားရေးလို့လည်းဖြစ်နေတယ်ပြီးကိုယ်တကယ်ဝါသနာပါရလို့လည်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျမတို့ဒီလုပ်ကိုသူများအတင်းလာခိုင်းစရာမလိုနော်ပတ်စံရသည်ဖြစ်စေမရသည်ဖြစ်စေလုပ်နေမယ်လို့အဲ့လိုမျိုးဖြစ်သွားတာအဲ့ဒါမှသာကျမတို့အခု monetization လဲလျှောက်ထားလိုက်တော့ကျမကဒီ TikTok ကနေပြီးကြည့်လို့ကျမပတ်စံရနေအဲ့လိုမျိုးတွေဖြစ်သွားတာပေါ့နော်အဲ့တော့ဝါသနာမနော်ကိုဝါသနာပါတယ်ကိုတကယ်ယူသွတ်တဲ့အရာရှိရတာနဲ့ကိုငွေစီးချောင်းဝင်ငွေလမ်းချောင်းရအောင်မဖောက်ထိုင်တော့ဒါအရန်ကိုနော်စိုးနေပြီနော်ကျမပြောချင်တာကတော့ဘယ်လိုပြောမလဲနည်းနည်းသတိထားတော့နော်ရိုက်ချင်တယ်အဲ့လိုမျိုးပြောချင်စူးချင်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့ကိုတိုင်းလည်းကျမပြန်စူးချင်တယ်ပေါ့နော်အရင်တော့သစင်းကြော်ရေးနင်နော်အဲ့ချိန်တွေကဒါဒီလိုလုပ်ခဲ့ရင်တော့အခုဆိုရင်နော်နင်အေးစစ်နဲ့နော်ဟိုတရရဖြစ်နေမှာနော်အဲ့လိုမျိုးခီးတွေလည်းထွက်ပြီးတော့အခုသူကလည်းသူပတ်စံတွေကဝင်နေတဲ့ဟာကိုနေအေးစစ်နေအောင်အခုချမှလာထားပြီးတော့ဗီဒီယိုတွေရိုက်နေရမယ်စားအဲ့ဒီကဒါလုပ်ခဲ့မယ်ဆိုရင်နင်ဒီချိန်မှာနော်သူများအိတ်နေကိုအိတ်နေလဲငွေတွေရောက်ရနေမယ်เนาะပြီးတော့ကိုခရီးတွေထွက်နေလဲငွေရနေမယ်အဲ့လိုမျိုးလမ်းချောင်းမျိုးအခုတွေကဘာလို့အရင်ကဘာလို့မလုပ်ခဲ့တာလဲအဲ့လိုမျိုးကျွန်မစူးခြင်းတယ်အဲ့လိုမျိုးပဲကျွန်မအခုကြည့်နေတဲ့သူတွေထဲမှာဆိုရင်လေကိုကတကယ်ဝါသနာပါတယ်ကိုကတကယ်ကြိုက်တယ်ဆိုရင်ကိုတကယ်လှုပ်ချင်တယ်ကိုတကယ်ကိုလုံနေတဲ့ဟိုပြောစရာမလိုပဲလုံနေတဲ့အရာတွေရှိနေတဲ့ဒါနဲ့ဘာလို့ဝင်ငွေလမ်းချောင်းမဖြစ်အောင်ဖန်တီးမထားရလဲကျွန်မမိတ်ကပ်ပြင်ရတာလဲဝါသနာအရန်ပါတယ်เนาะအရင်တော့အဲ့လို make up ပြင်နိုင်အောင်လို့ကျမဘာလို့မစူးစမ်းဖြစ်ခဲ့လဲကျမစဉ်းစားမြအခုတော့ကျမနဲ့ပြင်ကျင်ပါတယ်ဆိုပြီးတော့လွန်ခဲ့တဲ့4-5-6လတည်းကဘိုကင်နေလောက်ပြီးတော့ပြင်နေသူတွေရှိတယ်အဲ့ဒါဘာလို့လဲကျမလမ်းကြောင်းတစ်ခုအဲ့ကျမရဲ့ဝါသနာပါကျမတက်ကြွရတစ်ခုကိုဝင်ငွေလမ်းကြောင်းရအောင်ကျမဖောက်လိုက်လို့အဲ့နောက်ပိုင်းကျရင်ကျမတိကျပြပြမယ်ပေါ့ကျမဒီလိုမျိုးဝင်ငွေလမ်းကြောင်းရအောင်ဘယ်လိုမျိုးလုပ်ခဲ့လဲဆိုတော့နော်အဲ့ဒါလေးကိုကျွန်မနောက်တော့ပြပေးမယ်အခုလောလောဆယ်ကတော့ကျွန်မအဲ့လိုမျိုးဘာဖြစ်လို့စူးစမ်းရတာပဲပေါ့နော်ကိုတကယ်ဝါသနာပါတဲ့အရာနဲ့ဝင်ငွေရရှိနေပြီလားအဲ့ရရှိနေတဲ့အရာကလည်းကိုအတွက် dream job ဖြစ်သွားနိုင်မှာအခုဆိုရင်ကျွန်မတကယ်လဲဝါသနာပါတဲ့အရာနဲ့ကျွန်မပတ်စံရရှိနေပါပြီ TikTok မှာဆိုလည်းဒေါ်လာရင်းနဲ့ရနေပါပြီ Facebook ရောပေါ့နော်အခုဆိုရင်လည်း YouTube ကနေရတော့မယ်ပေါ့နော်အဲ့ဒါရှိပါတယ်အဲ့တော့နောက်ပြီးတော့လဲကျွန်မအဓိကဝင်ငွေမြန်မာမှာတော့စပို့ဆိုတာပေါ့နော်မြန်မာမှာတော့ကျတော့ကျွန်မက brand နေနဲ့အများကျွန်မမလုပ်ဖူးတဲ့ brand ဆိုတာတော့မရှိတဲ့ဒီဒါကျွန်မကြွားပြောတာမဟုတ်ဘူးဒါသိစေချင်လို့ပေါ့နော်အဲ့တော့
အဲ့လိုမျိုးတခြား brand ကိုကြော်ညာပေးလိုက်တဲ့ကြောင့်ကျွန်မပတ်စံနေရလာအဲ့ရလာတဲ့အတွက်ကြောင့်မလို့ဒီအရာကငါနဲ့တကယ်ကိုက်နေတာဘာလားဆိုတော့သိသွားဘာလို့လဲဆိုတော့စဉ်းစားကြည့်နော်ဗီဒီယို review တစ်ပုတ်ဆိုရင်ပဲကျွန်မ4-5သိန်းရတယ်ပဲထားတစ်လမှာအနည်းဆုံး15ခုလောက်ရှိတယ်ကွာအဲ့မှာတွေပဲတွဲကြည့်လိုက်အဲ့တော့ဝင်ငွေနဲ့ဆိုရင်တော်တော်လေးကိုအဆင်ပြေတာကွာသိရမလားအဲ့လိုမျိုးတခြားဗီဒီယိုဆိုဗီဒီယိုဟို photo ဆို photo ပတ်စံကဈေးရတယ်လဲကွာသွားတယ်လဲရှိသေးတယ်ပြီးရင် brand ကောင်းရင်ကောင်းတဲ့လောက်တွေလဲပတ်စံတွေရသေးတယ်အဲ့လိုမျိုးပြီးတော့လဲပွဲတက်ယုံနဲ့လဲပတ်စံရသေးတယ်အဲ့လိုမျိုးတွေပေါ့နော်ဝင်ငွေရတာဖြစ်တယ်တော့ကျွန်မ content creator တယောက်ဒီလို influencer တယောက်ရဲ့အားသာချက်ကိုကျွန်မသိသွားပြီးတော့ဒီဟာကငါကိုတကယ်ဝင်ငွေရနေတာကငါရဲ့ dream job ပဲဆိုတော့သိသွားပါဘောတကယ်ကိုဝင်ငွေကောင်းကောင်းရနေတဲ့အလုပ်ကဘာလုပ်လဲเนาะအဲ့တော့ကျွန်မကဒီ digital ဒီ social media နဲ့ပတ်သက်ပြီးတော့product တွေကိုရောင်းနေကျွန်မကိုယ်တိုင်လည်း content တွေဖန်တီးပြီးတော့ dollar တွေရအောင်လုပ်တယ်ဒီ monetization နဲ့တဆင်းပေါ့เนาะပြီးတော့ကျွန်မပွဲတွေပိုင်းတက်ပြီးတော့အဲ့ပွဲတက်ရအဓိကကြော်ညာတာပဲပေါ့နော်သူတို့ brand ကိုကြော်ညာပေးတယ်သူတို့ဒီပွဲကဘာအကြောင်းလုပ်တာပါလဲအဲ့လိုမျိုးတွေလုပ်တယ်ပြီးတော့တခြား knowledge sharing တွေကျွန်မလုပ်တယ်အဲ့လိုမျိုးတွေပေါ့เนาะအဲ့ရနေမှာဝင်ငွေရတာဖြစ်တဲ့ကြောင့်မလို့ကိုဝင်ငွေအများဆုံးတခါလေကြာရင်တခြားလုပ်တယ်အဲ့တော့ကျွန်မကဘာမှတခြားလုပ်တယ်လည်းအကုန်ထွက်လိုက်ပြီဖြစ်တဲ့ကြောင့်တခါလေကြာရင်ကျွန်မမှာproduct ရောင်းနေရရှိတယ်ကျွန်မ influencer လုပ်တယ်တချို့လားတွေမှာဆိုရင်ကျွန်မ influencer အလုပ်တစ်ခုတည်းနဲ့တင်မယ်ကျွန်မပတ်စံအများကြီးရတယ်လို့မျိုးပဲတခါကြတော့လဲကျွန်မရဲ့ဒီပစ္စည်းရောင်းရတာဟာတွေနဲ့လဲပတ်စံရအဲ့ပစ္စည်းရောင်းရတာတွေကဘာတော့လဲကျွန်မရဲ့ဒီအခုလိုမျိုးရေးရှိတောက်လျှောက်လုပ်ခဲ့ကျွန်မရဲ့ active ဖြစ်နေတဲ့ page တွေ social media တွေကနေတဆင့်ပဲရောင်းနေတာဒီ social media online ကိုပဲအသုံးပြီးတော့ကျွန်မဒီ platform ဒီ Facebook platform ကိုပဲအသုံးပြုပြီးတော့ကျွန်မကရောင်းနေတာဖြစ်တဲ့ကြောင့်မလို့ဒီရောင်းနေရတဲ့ဟာတွေအကုန်လုံးလည်းကျွန်မတောက်လျှောက်လုပ်လာတဲ့ဒီ page ကြီးကိုပဲအခြေခံထားဖြစ်တဲ့ကြောင့်မလို့ဒါ content creating back နဲ့ပဲစိုင်သွားတာပေါ့နော်အဲ့တော့ဒီအရာကဒါလျှင်ကျွန်မကိုပတ်စံရစေတာဖြစ်ပါတယ်အဲ့တော့ပတ်စံဈေးရောင်းတာတွေကလည်းဒီ content နဲ့ဆိုင်နေကျွန်မဒီလိုမျိုးတခြားသူတွေကိုကြော်ညာပေးရတယ်ဒီ content နဲ့ဆိုင်နေကျွန်မအခုလိုမျိုးဒေါ်လာတွေရနေတယ်ဆိုတော့ monetization တွေရတယ်ဆိုတာလည်းဒီ content တွေနဲ့ဆိုင်နေเนาะအဲ့တော့ကျွန်မရဲ့အကုန်လုံးကိုအားလုံးလည်းမြင်မယ်ထင်ပါတယ်ပေါ့နော်တဖြည်းဖြည်းနဲ့မြင်လာပြီးထင်ပါတယ်အဲ့တော့ကိုတိုင်းကိုအဓိကငွေတွေအမြောက်အများရစေတဲ့အရာကဘယ်ဟာလဲအဲ့ဒါကိုတေချာရှာတွေ့အောင်ရှားမှာဖြစ်ပါတယ်နောက်တစ်ခါကျတော့လက်ရှိတကယ်ဝင်နေတဲ့ຢာကိုပြပြနော်တကယ်ကိုတကယ်ဝင်ငွေတကယ်ကိုဝင်လာတဲ့ငွေကဘယ်ကနေရရလဲဆိုတော့သိစေချင်တာနောက်တစ်ခါကျတော့ငါနောက်အနာက9နှစ်လောက်နေဘလို့လူတယောက်အနေနဲ့သေချာပေါက်ရှင်တန်ရက်တိမလဲငါနောက်10နှစ်နောက်9နှစ်နေတော့သေချာတယ်ငါဒီလိုလူတယောက်အနေနဲ့ပဲရက်တိမယ်အဲ့လိုမျိုးစဉ်းစားတာရှိလားကျမကအမှန်တိုင်းပြောရရင်ကျမအဟိုးရင်နေရပါတော့ကျမအရင် influencer ဖြစ်ချင်တယ် YouTuber ဖြစ်ချင်တယ်နော်အဖ YouTuber ကလုံခဲ့တဲ့နှစ်လောက်ကပေါ့အဓိကတော့ influencer ပေါ့နော် influencer အရင်ဖြစ်ချင်တာကျမတကယ်လည်းဖြစ်ခဲ့တယ်ဒါပေမဲ့ဒီရောက်တော့လည်းအရင်ဖြစ်ချင်တာပေါ့နော်ဘာလို့လဲဆိုတော့influencer တယောက်ရဲ့ရရှိတဲ့ငွေပမာဏဒီ influencer တယောက်ရဲ့အောင်မြင်မှုဆိုတာကကျမပဲသိတယ်ဒါတကယ်ကို influencer ဖြစ်ခဲ့ဘူးတဲ့သူတွေသိလိမ့်မယ်နော်ဟိုကိုဖြစ်ခဲ့တဲ့သူဆိုတော့ကိုဘယ်လောက်ထိပတ်စံရခဲ့လဲကိုဘယ်လောက်ထိမိဘတွေခုံယူစရာဖြစ်ခဲ့လဲကိုခုံယူစရာဖြစ်ခဲ့လဲဆိုတော့ကိုအသိဆုံးပဲအဲ့တော့influencer တယောက်အရင်ဖြစ်ချင်တယ်ဒါပေမဲ့ကျမရဲ့အခုတဖြည်းဖြည်းအသက်ရလာတဲ့လဲပုံမူတည်တယ်နေထိုင်မှုတွေပြောင်းလဲလာတဲ့ပုံလဲမူတည်တယ်ကျမနောက်9နှစ်ဆိုရင်နောက်10နှစ်ဆိုရင်ကျမဘယ်လိုမျိုးနေခြင်းလဲဆိုတော့ကျမအရင်တော့ဒီလောက်ထိတော့ဟိုတည်မလားအရင်လောက်ထိတော့လူငယ်ဆန်ဆန်ကလေးဆန်ဆန်နဲ့အဲ့လိုမျိုးဗီဒီယိုတွေဖန်တီးပြတော့မယ်မထင်ဘူးကျမတကယ်ကိုအနှစ်သာရရှိပြီးခုလိုမျိုးပေါ့နော် content creator တော့ content creator influencer content creator ပဲဒါပေမဲ့တကယ်ကိုပို့ပြီးတော့လေးနက်တဲ့တကယ်ကိုအကျိုးရှိတဲ့တကယ်ကိုအနှစ်သာရရှိတဲ့တကယ်ရင်ထဲထိစေမယ်ပေါ့နော်content မျိုးတွေကိုပဲကျွန်မဖန်တီးဖြစ်ဖို့များလာတယ်ပေါ့နော်အဲ့လိုလူမျိုးပဲဖြစ်စေခြင်းနဲ့တကယ်ကိုစေတနာမေတ္တာနဲ့ကြီးလိုက်တာနဲ့တန်မဲ့ဗီဒီယိုကိုဖန်တီးတဲ့သူမျိုးပဲဖြစ်ချင်တော့တယ်အဲ့လိုမျိုးဖြစ်ချင်တယ်ပေါ့နော်အဲ့ရနေမှာကျွန်မဘသူလက်အောက်မှာမလုပ်ရပဲနဲ့ကို content လေးတွေဖန်တီးကိုစောက်ကလေးတွေရောင်းရင်းနေပေါ့နော်ဘဝဟောက်ကိုအေးကြမ်းဖြတ်တန်းခြင်းနဲ့နော်ဘသူရဲ့စိတ်နှောက်ရှက်မှလည်းမယူခြင်းဘူးဘသူ့ကိုမှလည်းစိတ်မညစ်ခြင်းဘူးဘသူ့ကိုပူပင်မှလည်းမယူဘသူ့ကြောင့်မှလည်းဘသူ့ကိုမှလည်းမကြောက်မလန့်နဲ့ကိုလေးပဲဝင်ငွေလေးနဲ့
နော်အဲ့လိုမျိုးလေးလုံနေရတဲ့သူဖြစ်ချင်တယ်ရက်တီချင်တယ်ဘာမှဟိုလူတထေးကြောင့်ပူနေရတာမျိုးတွေဘသူကြောင့်မှပူနေစရာမလိုယောက်ျားကြောင့်လည်းမပူခြင်းဘူးကြီးစားကြောင့်လည်းမပူခြင်းဘူးကိုဝင်ငွေလေးနဲ့နော်ဟိုကိုလေးပဲနော်ဘသူနဲ့မှလည်းတိတ်စကားပြောဆိုမလုပ်ရပဲလေစစ်စစ်ဖြတ်ကြော်ခြင်းတဲ့ဘဝကိုကျမရောက်ချင်တယ်အဲ့လိုမျိုးလေးဖြစ်သွားတယ်ပေါ့နော်အဲ့တော့အခုကြည်နေတဲ့သူရောဘယ်လိုမျိုးဖြစ်ချင်တာလဲငါနာကမှတယောက်ကတော့လုံးဝမတူနော်တကယ်ကိုမတူဘူးကျမတော့မတစ်ခါကြရင်ကျမပြောပါလားကျမက influencer ဖြစ်ချင်တယ်ဟုတ်တယ်ဒါပေမဲ့အခုအသက်ကြီးလာတဲ့အချိန်မှာတကယ်ကိုဘယ်လိုမျိုး influencer ဖြစ်ချင်တာလဲဆိုတော့တိကျပို့ထွက်လာအဲ့တော့ကိုတကယ်ဖြစ်ချင်တဲ့ဟာကိုအသိဆုံးမှာကျမကလည်းအချိန်ရသေးရင်ပေါ့နော်အချိန်ရသေးတယ်လို့တော့ကျမကအလှဆုံးတကယ်ကိုဟိုလူတွေဒီ product တွေပေါ့နော် cosmetic တွေကိုလည်းကျွန်မကြောညာခြင်းသေးတယ်ဒါပေမဲ့တက်ဒီထက်ပိုကြီးလိုက်နောက်9နှစ်ဆိုရင်တော့ကျွန်မဒီထက်ပိုပြီးတော့အကျိုးရှိတဲ့ vlog တွေကိုတော့ပိုဖန်တီးခြင်းနဲ့ဆိုတဲ့စိတ်ကူးလေးကတော့ဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးလူတယောက်အနေနဲ့မရက်တီခြင်းနဲ့ဆိုတဲ့စိတ်ဖြစ်သွားတယ်ပေါ့နော်အဲ့နောက်တစ်ခုကကျတော့နံပါတ်8ကကျတော့ငါတော့မသိပဲလှုပ်လိုက်မိတဲ့အရာတွေကဘာလဲငါတော့မသိပဲနဲ့လှုပ်မိသွားတဲ့အရာတွေကမားတယ်လေငါတနေ့တစ်ခါကျရင်ငါတော့မသိပဲနဲ့ဘယ်အရာတွေပဲလှုပ်ဖြစ်လဲကျမအဓိကကျမရဲ့ဘဝမှာကျမအဓိကလှုပ်ဖြစ်တဲ့အရာတွေကိုပြောပါဆိုရင်ကျမကိုကျမရှာဖွေတာကိုကျမလှုပ်ဖြစ်တာများတယ်ကျမရဲ့ဒီစိတ်ကျမရဲ့ဘဝတိုးတက်ဖို့အတွက်ကိုကျမရှာဖွေနေတာများတယ်ကျမရဲ့ဘဝမှာဒါအမှန်တိုင်းပြတာပေါ့နော်ဟိုငါဘာလေးလုပ်ရင်တော့ကောင်းမလဲငါဘာလေးလုပ်ရင်တော့ငါရဲ့မကောင်းတဲ့အကျင့်တွေပျောက်မလဲငါဘာလေးလုပ်ရင်တော့ငါစိတ်ချမ်းသာမလဲငါဘာလေးလုပ်ရင်တော့လူတွေအတွက်ကိုကြိုးပြုနိုင်မလဲအဲ့လူတွေကိုကြိုးပြုနိုင်တယ်လူတွေကိုညီလိုက်ရတာအခါလေအရင်တော့အလောက်ထိကိုပြောစေမဲ့အရာကိုဟိုကြည်နူးစေမဲ့အရာကိုတကယ်စိတ်ချမ်းအေးမြနှလုံးသားအေးချမ်းမဲ့အရာဆိုတာမသိခဲ့ဘူးဒါပေမဲ့အခုလုံးတာကြလာလေလူတွေအတွက်တကယ်ကိုကြိုးရှိပြီလူတွေတကယ်ကိုအဆင်ပြေသွားတာမြန်ကျမအရန်ပျော်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လာတယ်ပေါ့နော်အဲ့တော့ကိုမသိပဲလှုပ်လိုက်မိတဲ့အရာဆိုရင်ကျမနေ့တိုင်းကိုတကယ်ကိုလိုအပ်တဲ့လူတွေကိုကျမတေချာလေး guideline ပေးတယ်ပြပေးဖြစ်တာလေးရှိတယ်တချို့ຢာတွေတော့ကျမမပြောဖြစ်တော့ဘူးပေါ့နော်ဟိုတချို့အကုန်လုံးတော့ကျမမလုပ်ဖြစ်တော့ဘူးပေါ့နော်အရင်တော့ဆိုရင်တော့ကျမအဲ့လိုမျိုးပေါ့နော်ဟိုအကုန်လုံးတော့အသေးစိတ်လိုက်ပြောဖြစ်တယ်ဒါပေမဲ့အခုတော့ထိမိနဲ့လွယ်ကူရိုးရှင်းလေးနဲ့ပဲသိရင်မသိဘူးဘယ်ကိုသွားပြီးတော့မေးဘယ်ဟာလေးကိုပဲကြည်လိုက်အဲ့လိုမျိုးပဲကျွန်မလမ်းညွှန်ပြတော့တယ်ပေါ့နော်အရင်ကြီးအသေးစိတ်မပြောဘာလို့လဲဆိုကျွန်မရဲ့ energy ကျွန်မရဲ့ဒီစိတ်ပိုင်းဆိုင်ရာကြီးလည်းဟိုထိခိုက်တဲ့အတွက်ကြောင့်ကျွန်မသိပြီးတော့မပြောဖြစ်တော့ဘူးပေါ့နော်အဲ့လိုမျိုးလေးတော့ဖြစ်သွားပါတယ်အဲ့တော့ကျွန်မမသိပဲလုံးမြင်လိုက်တဲ့အရာတွေဆိုရင်တော့အခုလိုမျိုးဗီဒီယိုရိုက်တာပေါ့နော်ဘယ်လိုမသိဘူးလေနော်ကိုဒီနေ့ဒီဗီဒီယိုရိုက်ဖြစ်မယ်ဆိုတာလည်းမတွေးထားဘူးရုပ်တရက်ကြီးဒီလိုပဲရိုက်ချင်လာလို့ရိုက်မိပြစ်သွားတယ်နော်တကယ်ရောအဲ့လိုမျိုးတွေဖြစ်တာနေ့တိုင်းကတော့အဲ့လိုပဲ content တစ်ခုမဟုတ်တစ်ခုကဖန်တီးခြင်းနေတာငါဒီ view လေးတင်ကောင်းမယ်အဲ့လိုမျိုးတွေအမြဲတမ်းဖြစ်တာအဲ့ဒီဟာတော့ content ဖန်တီးတဲ့ကိစ္စကတော့ကိုမသိဘဲနဲ့လုံးမိသွားတာပါပဲမနေ့ကဆိုလဲတပုတ်တင်လိုက်တယ်ကိုစိတ်ထဲမှာဟဲ့ငါအခုတလုံးငါ content တွေမလုပ်ဘူးလို့ထင်နေပေမဲ့လည်းကိုယ့်ရဲ့ဒီ TikTok တွေ Facebook တွေမှာ content တွေကအများကြီးရှိနေတာအဲ့လောက်ထိကိုကျွန်မ content ဖန်တီးရတာကြိုက်တယ်ဆိုတော့အဲ့တော့ကျွန်မသိတာငါဟာဘောနော်တိတ်ပြီးတော့တကယ်ဟိုအတီးတင်တာ content တွေတကယ် share တင်မှာ edit တွေလုပ်ပြီးတော့မလုပ်ဖြစ်ဘူးဆိုတော့ကို content မလုပ်ဖြစ်ဘူးထင်တာဒါပေမဲ့မနေ့ကဆိုလဲအတူလေးပေါ့နော်ကိုတင်တယ်ကိုစပင်းညက်တာနဲ့ပတ်သက်ပြီးတင်လိုက်တယ်အဲ့လိုမျိုးတွေပေါ့နော်မသိပဲနဲ့တော့သူလှုပ်ဖြစ်နေတာဆိုရင်တော့ content ဖန်တီးတာတွေခါကျမတို့မလုပ်မဖြစ်နဲ့လုပ်နေရအရာအလုံးကကျမချိတ်ဆက်ပြီးတော့ဆက်နေရအောင်ပြတာပေါ့နော်အဲ့တော့ကိုတိုင်းလည်းမသိပဲနဲ့လှုပ်မိနေတဲ့အရာတွေကဖားလဲအဲ့အလုပ်ကတကယ်ကိုတကယ်လှုပ်ချင်နေတဲ့အလုပ်ပဲပေါ့နော်ငါကလူတွေကိုဘယ်အရာနဲ့ကူညီနိုင်တယ်လဲနော်အဲ့ဒါကခုနလိုပြောဘာတွေငါ့ကိုကူညီလာတောင်းကြလဲဆိုတဲ့ဟာကတော့ခုနဘယ်အရာနဲ့ပတ်သက်ပြီးလူတွေကကူညီလာတောင်းနေလဲအခုကကြတော့ကိုကနေပြန်ဆရာငါဘလိုမျိုးနဲ့ဆိုရင်တော့လူတွေကိုကူညီနိုင်မလဲအဲ့လိုမျိုးကူညီရင်းနဲ့ပဲကိုကဘလိုမျိုးပတ်စံရှာနိုင်မလဲဆိုတော့စဉ်းစားရမှာเนาะအဲ့တော့ကျမဆိုရင်ကျမဒီလိုမျိုးကျောင်းနဲ့ပတ်သက်ပြီးတော့အမှန်တမ်းပြောဝင်ငွေရှာလို့ရတယ်ကျမဒီကျောင်းနဲ့ပတ်သက်ပြီးတော့ဒီကျောင်းကိုရှောက်ပါလာပြီးတော့ဆိုပြီးတော့ကျမကူညီတည်မလားလာပြီးတော့ဟိုmarketing ဆင်းလို့ရတယ်ဒါပေမဲ့ကျမအဲ့လောက်ထိအရင်မလုပ်ဘူးစေတနာနဲ့လုပ်ရင်ပိုအောင်မြင်တယ်
တိလာရန်လာဟဲ့ပတ်စံရပါစီတခုတည်းနဲ့ကျမကငါအကြောင်းကိုလာသိရမလားငါပစ္စည်းကိုဝဲဆိုရင်ဒီຢာတွေကအဲ့လောက်ထိတကယ်ကိုပတ်စံရစေတာမဟုတ်ဘူးအဲ့ဒါကိုကျမပူသိလားတကယ်ကိုဘက်ကလေစေတနာမေတ္တာအမှန်နဲ့သူတို့အစဉ်ပြေပါစေလို့ပေးလိုက်တဲ့အရာတွေကလေကိုတောင်းစရာမလိုပဲသူရောက်လာသိလားအဲ့ဒါတခုကိုကျွန်မကသိစေချင်တယ်အဲ့တော့ကိုကဘယ်ຢာနဲ့ကူညီနိုင်မလဲကိုကူညီတဲ့ဟာကိုစေတနာအပြည့်တကယ်ကိုဘာမှလိုချင်တာမရှိပဲနဲ့ကူညီလိုက်ကွာဘာမှလိုချင်တာမရှိပဲပေးလိုက်ကွာအဲ့ဒါသိကြတယ်အဲ့ဒီဟာကအကုန်ပြေဝကိုပြန်ရလိမ့်မယ်တော့နီးနဲ့မဟုတ်တော့နီးနဲ့ကိုပြန်ကူညီမဲ့သူတခုခုပေးမဲ့သူဖြစ်လာလိမ့်မယ်နော်ဘာမှမမျှော်လင့်နဲ့ဘာမှမမျှော်လင့်မဲ့ပေးတဲ့အရာကကူညီတဲ့အရာကသူ့နဲ့သူအဆင်ပြေလာလိမ့်မယ်ရစရာတွေသူ့နဲ့သူရလာလိမ့်မယ်ဘယ်ဟာရမလဲလဲကျွန်မလည်းမသိဘူးဒါပေမဲ့ရတာတော့အကုန်ရလာလိမ့်မယ်သူကနဲ့သူပူမလိုချင်တော့လေရလာလေဆိုတော့အဲ့ဒါကိုပြောရဲဆိုတော့ကျွန်မအခုမှသိလာတာပေါ့နော်ကျမဆိုလည်းဒီအကြောင်းနဲ့ပတ်သက်တဲ့ဟာဆိုရင်အချိန်ရတယ်ပြောဖို့အဆင်ပြေဆိုပြောပြပေးလိုက်လုံးဝကျမမျှော်လင့်ချက်မရှိဘူးအဲ့မှာကျမမတ်ရရပါတော့ကျမဒီဟာလေးမှာကျမအခုကြည့်နေနေမယ်ထင်တယ်ကျမရဲ့မောင်လေးတယောက်လို့ပေါ့နော်သူခင်ရတဲ့မောင်လေးတယောက်ကနေပြီးတော့အဲ့လိုပဲတရက်သူနဲ့ကျမနဲ့လည်းတခါမှအဲ့လောက်ထိမသိဘူးသူကတော့ပြောပေါ့ကျမရဲ့ဗီဒီယိုတွေသူကြည့်တယ်အဲ့ဟာတွေကနေလည်းတစင်သူအများကြီးခွန်အားတွေရှိတယ်သူအတွေးတွေရသွားတယ်လို့ပြောတဲ့ခါမှာကျမဝမ်းသာတယ်ပေါ့နော်အဲ့တော့ तू ကရုပ်တရက်ကြီးတက်ဆက်တယ်အမှန်တိုင်းပြောရင်တော့ကျမလို့မကိုနဲ့လည်းမသိဘူးတဲ့လူတယောက်ကိုအဲ့လောက်ထိတိတ်ပြီးတော့အရင်ကျမစကားပြောဆိုတာတော့မရှိဘူးပေါ့နော်ပြောတာတော့ပြောပေးတယ်အရင်တော့ကတော့ကျမအဲ့လိုမျိုး fee တစ်ခုယူပြီးတော့ကျမပြောပေးတာပေါ့နော်ဒါပေမဲ့ကျမအဲ့လိုမျိုးပေါ့နော်ပြီးခဲ့တဲ့ရက်တွေတုန်းကကျတော့အဲ့မောင်လေးမတိုင်ခင်မှာလဲရှက်ညီမလေး2ယောက်လောက်ကိုလဲကျမကအဲ့လောက်ကြာကြီးအဲ့မောင်လေးနဲ့ပြောတော့တော့ကြာကြီးမဟုတ်ဘူးပေါ့နော်ဒါပေမဲ့နည်းနည်းတော့ပြောပြပေးရပေါ့နော်သူ့အသေးချာလေးနိုင်ခွက်နီးပါလောက်ပေါ့နော်အရှင်မကောင်မလေး2ယောက်ကိုလည်းအဲ့ဒီတနေ့တည်းမှာဒီမှာကျမပြောပြပြီးတော့ဆွေးနွေးပေးတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူကကျတော့ဒီ2ကနေဒီ2တခြားကြောင်းကနေဒီဘက်ကိုကြောင်းပြောင်းမှာဆိုတော့ညီမလေးရေဘယ်လိုခြေနေတော့ရှိနေတယ်အဲ့လိုမသေးချာလေးပြောပြပေးဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့မောင်လေးကနေတော့ဒီတိုင်းလာပြီးညဘက်ပေါ့နော်သူဖုန်းဆက်တဲ့အချိန်မှာကျမဖြစ်ချင်တော့ကျမအခုလိုမျိုးပဲပေါ့နော်စိုးပြန်မဲ့အချိန်ဒါပေမဲ့ကျမလည်းအားနေတာရေကျမမှဘာမှလှုပ်စရာအရန်ထူးမရှိတာဘူးလှုပ်စရာတော့ရှိရဒါပေမဲ့အရန်မဟုတ်ဘူးကိုတိုင်းကလည်းဒီမောင်လေးကဘာဖြစ်လိုအပ်နေတဲ့ချိန်မှာငါ့ကိုဖုန်းဆက်တာဖြစ်တဲ့အကြောင်းငါပြောပြပေးချင်တယ်ငါဟာသိနေရလဲဖြစ်နေတာရဲ့ပြီးတော့လည်းဘယ်ဟာလေးသိသွားရင်တော့ကောင်းမှာပဲဆိုတဲ့စိတ်နဲ့ကျွန်မပြောပြဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လဲကျွန်မသူ့အကြိုင်2နာရီလောက်ရှိမယ်ထင်1နာရီကျော်2နာရီလောက်လားမသိဘူး1နာရီကျော်လောက်တော့ရှိမယ်အဲ့လောက်ထိသူနဲ့ကျွန်မနဲ့စကားတွေအကြိုင်ပြောဖြစ်သွားတယ်ပေါ့နော်ပြောဖြစ်သွားတဲ့အချိန်မှာကျွန်မတကယ်ကိုသူ့စေတနာနဲ့ပဲကိုသိသမျှအကုန်ပြောပြတယ်ကိုလုံးမဲ့အရာမှန်သမျှသူ့အကုန်ပြောပြဖြစ်တာပေါ့နော်ဘာမှဘယ်လိုပြောမလဲမလို့ဝတ်ပဲနေပေါ့နော်သူတေချာလေးပြပြသွားအဲ့ခါကျတော့ तू လည်းဒီလိုတွေရှိပါလားဆိုတာလည်းသိသွားသလို तू နဲ့ဗျာနဲ့ကိုက်ညီမလဲဆိုတာလည်း तू တေချာလေးရှာဖွေဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကျမကပြောစရာမလိုကျမကိုပတ်စံပေးမယ်ပြောလဲကျမတကယ်ကိုမလိုအပ်ဘူးကျမတို့ပတ်စံကလည်းအဲ့လောက်ကြီးလည်းလိုအပ်နေရမဟုတ်ဘူးပေါ့နော်ပြီးတော့လည်းကျမတို့ကူညီရတာတွေပဲပြောတယ်ပေါ့နော်ပြီးတော့လည်းတကယ်ကိုကျမပြောတာလေတကယ်ကိုရီးယားကိုရောက်နေတယ်လေမောင်ညီမလေးတွေပြီးတော့အကိုမတွေအားလုံးမပင်ပန်းစေချင်ဘူးဒါကျမရဲ့အမှန်တော့သစ္စာစကားเนาะမပင်ပန်းစေချင်ဘူးပညာတစ်ခုနဲ့တကယ်ပိုကောင်းတဲ့ဘဝကိုပဲရောက်သွားစေချင်တယ်အဲ့ဒီစိတ်တစ်ခုပဲရှိတယ်အဲ့ဒါကြောင့်ကျမပြောပြပေးလိုက်ရဟုတ်ဒီဟာလေးတစ်ခုကို तू သိသွားတာဖြစ်တဲ့အတွက်ကြောင့် तू ဒီထက်ပိုကောင်းတဲ့လမ်းကိုရှာနိုင်သွားတော့မယ်ဆိုပြီးတော့စိတ်နဲ့ဒါကျမပျော်သွားတာပဲရှိတယ်ပေါ့အဲ့တော့ तू ကအဲ့မှာနေမယ်ကျမကို तू ပြောတယ်မမပတ်စံဘယ်လောက်ပေးရမလဲပေါ့ကျမမတောင်းဘူးကျမရတယ်နေတိုးတက်သွားတာနေအဆင်ပြေသွားတာကိုပဲငါကြည့်ရရင်ကျေနပ်ပြီးအမနဲ့ကျမနဲ့ဘာမှမသိဘူးဒါပေမဲ့ကျမကိုယ်တိုင်ကလည်းသူနဲ့စကားပြောတဲ့အချိန်မှာတကယ်ကိုခင်မင်းရင်းနှီးသွားတယ်ပေါ့နော်ကျမကိုယ်တိုင်လည်းလိုမျိုးတော်တော်များများမောင်လေးညီမလေးနဲ့လိုမျိုးစကားပြောလိုက်တဲ့အခါမှာအဲ့လိုအကုန်လုံးခင်တတ်တယ်ပေါ့နော်ကျမကိုယ်တိုင်ကလည်းအဲ့လိုဆိုအကုန်လုံးခင်သွားတာပေါ့နော်အဲ့သူကိုယ်တိုင်လည်းကျမကိုအဲ့လိုမျိုးတွေပြောကျမရဲ့စာအုပ်ကလေးကိုလည်းသူအားပေးတယ်အဲ့တော့ဘာဖြစ်ကိုစာအုပ်ကလေးရောင်းထွက်သွားတယ်ကျမယုံတော့မယုံဘူးသိလားပြောနေနေဟဲ့လို့ညီမလေးရဲ့လို့ငါ့ကိုစာအုပ်လို့နင်းနဲ့လာပြောနေတယ်သိလားလို့ငါ့ကိုစာအုပ်ကလေးလာမှားတယ်လို့အမကကျွန်တော်မှားနေတယ်အဲ့တော့ဟုတ်လားကျေးဇူးတင်ပါတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ကျမဘာဖြစ်ရောင်းထွက်ရောင်းငါ့ဟာဝယ်ပါဟဲ့ဆိုကျမပြောတာမဟုတ်ဘူးဒါပေမဲ့သူနဲ့သူရောင်းထွက်သွားတယ်ပြီးတော့လည်းအမတဲ့မနဲ့လည်းနောက်နေ့မနဲ့လည်းကြာအမတဲ့ဆိုဖုန်းဆက်ပဲအမတဲ့ကျွန်တော်တဲ့ဘာမှမလုပ်ပေးအားနာတယ်တဲ့တကယ်ကျွန်တော်ဘာဖြစ်ပေါ့နော်တည်ကျင်တဲ့ဟာလေးလည်းတည်သွားတယ်တို့ကြောင့်ကျေးဇူးတင်တဲ့အနေနဲ့တဲ့အမတခုတော့ဝယ်ပို့ပေးခြင်း
အေးဟဲတော့လည်းခဏခဏတော့မလုပ်ပွဲပါနဲ့ဆိုရင်လုပ်ပေးမယ်လို့ပြောနေတော့အဲ့နဲ့ကျမကနေအေးဟဲလို့ငါချစ်မောင်ကျော်စားခြင်းတယ်လို့ချစ်မောင်ကျော်လေးပို့ပေးပါလားဆိုတော့ကျမကအဆောင်မနေနေဖြစ်တဲ့အတွက်ကြောင့်မလို့ကျမဟင်းချက်ဖို့လည်းတိတ်အချိန်မရဘူးပေါ့တော့ပြီးတော့လည်းကျမဟင်းမချက်တတ်ဘူးအဲ့တော့ဟင်းတိတ်ချမချက်တတ်ဘူးဟင်းချက်ဖို့လည်းကျမဟင်းချက်နေရတဲ့ထက်ကျမစာအုပ်ဖတ်လိုက်မယ်စာလုပ်လိုက်အဲ့လိုမျိုးပေါ့နော်တခုတိုးတက်ရအောင်ပဲလုပ်ချင်တယ်ပတ်စံရှားချင်တယ်ပေါ့နော်အဲ့လိုဟင်းချက်တာအဲ့လိုအိမ်မှုကိစ္စအရင်မလုပ်တဲ့သူတွေမှာပါတယ်ပေါ့နော်ကိုအိမ်လေးတော့ရှင်းပါတယ်ပေါ့ဒါပေမဲ့အဲ့လိုမျိုးဟင်းတွေပါချက်တဲ့အာဟာကိုတစ်ခါလေကြတော့မှပဲချက်ဖြစ်တယ်အရင်လိုဟင်းကိုချက်ပြီးတော့စားတာကိုကျွန်မအဲ့အချိန်တစ်ခုမှပေးခြင်းတဲ့သူတွေမှာပါတယ်ပေါ့နော်အဲ့သူအဲ့လိုမျိုးတွေပို့လိုက်တဲ့အချိန်မှာကျွန်မအရန်ပျော်ရတယ်ပေါ့နော်အရန်ကျေးဇူးတင်မိတယ်အဲ့တော့ကလည်းအဲ့တော့အများကြီးပဲသူပို့လာလေနဲတာမဟုတ်ဘူးတိလားအဲ့ဒါဟာပဲတည်ခြင်းအပြင်လေကိုတကယ်ဘာကူညီနိုင်မလဲကူညီလိုက်တကယ်ဘာမှမမျှော်လင့်မဲနဲ့ကူညီလိုက်အဲ့ဒါလေတကယ်ကိုအများကြီးရတာလေကိုမမျှော်လင့်ထားတဲ့အရာတွေပေါ့နော်ကိုတကယ်လိုအပ်နေတဲ့ဟာတွေတော့နဲ့သူရောက်လာလိမ့်မယ်ဆိုတာကိုကျွန်မကပြောပြပေးတာလက်တွေ့ပြပေးတာဖြစ်ပါတယ်နောက်တစ်ခါကျတော့နောက်ဆုံးတစ်ချက်ကတော့နော်ကျွန်မခုနပြောသွားသလိုပဲဘယ်အရာနဲ့အဓိကငွေရနေတဲ့ကိုတကယ်ဘာတွေပြောနေတာခါကျရင်တူခြင်းမှတူလိမ့်မယ်နော်အဲ့ဒီတော့ကြောင့်မလို့ဟာသစင်ရဲ့နင်ပြောတဲ့ချက်တွေကဟုတ်တယ်စဉ်းစားမိတယ်သူတွေးမိတယ်ကိုဖြစ်ချင်တဲ့ဟာတွေလည်းပေါ်လာဒါပေမဲ့တစ်ခါတစ်ခုနဲ့တစ်ခုမေခွန်းလေးတွေမှာအဖြေကညီမလေးလိုမျိုးအဆက်မှုသိမရှိနေဘူးလုံနေရတဲ့တခြားရနေရတဲ့တခြားဝါသနာပါရဲ့တခြားအဲ့လိုမျိုးတွေဖြစ်နေတယ်ဆိုရင်နောက်ဆုံးဒီတစ်ချက်ကိုတေချာလေးစဉ်းစားကြည့်ပါအဲ့ဒါဘာလဲဆိုတော့ကိုကပတ်စံနောက်လိုက်မှာလားပျော်ရွှင်မှုနောက်လိုက်မှာလားအေးချမ်းပျော်ရွှင်စွာနေထိုင်မှုနောက်လိုက်မှာလားဆိုရယ်ဒီ၃ချက်ပေါ်မူတည်ပြီးတော့အနာဂတ်မှာကိုဘေးရာကိုတကယ်လိုချင်တာလဲခုတကယ်ဘာကိုလိုချင်တာလဲဆိုမှမူတည်ပြီးတော့ကိုယ့်ရဲ့ dream job ကိုဒါလို့သတ်မှတ်ရမှာဖြစ်ပါတယ်ကျမကတော့တေချာရှင်းနေအေဂျင့်စွာကျမအနာဂတ်မှာတော့အခုရောအေဂျင့်စွာနဲ့နေထိုင်ခြင်းတယ်အဲ့ဒီကြောင့်ကျမပတ်စံဆိုတဲ့ဟာယူလဲအရင်မပူပဲမဲနဲ့လှုပ်တဲ့ဟာလေးကိုပဲပုံမှန်အခုအချိန်ကိုပဲအကျိုးရှိနဲ့ကျမအသုံးချသွားတယ်တကယ်ကိုယ့်အတွက်အကျိုးရှိမဲ့အရာကိုယ့်အတွက်တကယ်ကိုကောင်းမဲ့အရာတွေပဲလုပ်သွားတယ်မကောင်းတဲ့အကျင့်မျိုးဖယ်တယ်ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ကျန်းမာရေးအဲ့ဒါတွေကိုပဲတေချာလေး cue စိုက်တယ်ပြီးတော့လှုပ်တဲ့လှုပ်ထိုက်တဲ့ဟာကိုအချိန်မဆွဲဘဲနဲ့လှုပ်တယ်လှုပ်เสียရှိတယ်ဆိုရင်တခါကျမလှုပ်ချင်အောင်မှတွန်းတိုက်ပြီးတော့သိရမလားလှုပ်မယ်ဟာအခုပဲစမယ်ဆိုတာစလိုက်တဲ့နေကိုလှုပ်ဖြစ်သွားတာအိုးသိရမလားအဲ့လိုမျိုးဖြစ်သွားတယ်အဲ့လိုမျိုးတွေနဲ့ကျမရဲ့ကောင်းတဲ့ကျင့်တွေကိုပိုကောင်းလာအောင်မကောင်းတဲ့ကျင့်တွေကိုလည်းပြင်ပြအောင်လုပ်တယ်ပြီးတော့လည်းကျမအခုလိုမျိုးပေါ့နော်တစ်ချိန်မှကျမမပူမပင်မနဲ့နေနိုင်အောင်လို့ကျမအခုတည်းကနေပြီးတော့ဘယ်လိုလဲအိတ်နေလဲငွေဝင်မဲ့အရာတွေကိုဖန်တီးပြတယ်ကျမစာအုပ်တွေရေးတယ်အဲ့ဒါဘာအတွက်လဲကျမအဲ့နေလဲငွေဝင်အောင်လို့ကျမလုပ်တယ်အခုလိုမျိုး content တွေဖန်တီးတယ်ကျမ monetization တွေရအောင်လို့ဒါဘာလဲကျမအဲ့နေလဲဝင်ငွေရအောင်လုပ်တဲ့အရာတွေပဲပေါ့နော်အဲ့ဒါလေးကိုကျမလုပ်ဖြစ်ပါတယ်အဲ့တော့ပတ်စံနောက်လိုက်ချင်တာလားပတ်စံနောက်လိုက်ချင်နေဆိုရင်တော့ပတ်စံရမယ်အလုပ်ကိုပဲရှာကြံပြီးတော့လုပ်ပါနော်နောက်တစ်ခါဖာလဲပျော်ရွှင်မှုနောက်လိုက်မှာအဲ့ဒါဆိုရင်တော့ကိုတကယ်ကိုလုပ်ရတာပျော်နေတယ်ဆိုတဲ့အရာနောက်ကိုပဲလိုက်ပါနော်နောက်ဆိုပါလဲကိုတကယ်အေဂျင့်စွာနေထိုင်မှုနောက်လိုက်မှာအဲ့ဒါဆိုရင်တော့ကျွန်မခုနပြောသလိုပဲကိုအဲ့နေလဲငွေဝင်စေမဲ့ကိုမပူပန်စေမဲ့အရာတွေကိုခုတည်းကကြိုးတင်ဖြည့်ဆည်းလိုက်ပါလို့ပြောရင်းနဲ့ဒီနေ့ဒီဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်အားလုံးပဲအများကြီးကြိုးကျေးဇူးရသွားမျှော်လင့်ပါတယ်ယုံကြည်ပါတယ် dream job တစ်ခုလည်းအမြန်ဆုံးရှာဖွေတွေ့ရှိပြီးတော့အဆဆရရအောင်မြင်အဆင်ပြေပြီးတော့ဘဝအခြေအနေတစ်ခုပြောင်းလဲသွားမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်တက်တာ